တရားနဲ့ပတ်သက်ပြီးတော့ကြိုးစားအထောက်ခဲ့ကြတဲ့အနေအထားအလုံးကိုခြုံငုံသုံးသပ်မိမဲ့တရားလေးတစ်ပုဒ်ဟောမယ်လို့စီစဉ်ထားတယ်နော်အခုသတိပဋ္ဌာန်တရားကိုကြိုးစားအထောက်ကြတယ်ဆိုတာဘဝမှာအကောင်းဆုံးလမ်းကိုလျှောက်တာလမ်းဆိုတဲ့စကားလေးကိုသိသိချာချာစဉ်းစားလမ်းတိုင်းမှာသူ့ရဲ့ပန်းတိုင်ဆိုတာရှိတယ်ဘယ်လမ်းပဲဖြစ်ဖြစ်အဲ့ဒီလမ်းကိုလျှောက်လိုက်မယ်ဆိုလို့ရှိရင်တော့တဏှာရာကိုတော့ရောက်သွားမှာကိုယ်ပဲရောက်သွားမလဲဆိုတာကဘယ်လိုလမ်းကိုလျှောက်နေသလဲဆိုတာပေါ်မှာမူတည်တယ်ပေါ့ပြောရရင်တရားဓမ္မတို့ဘုံဘုံတို့တွေဟာကိုလမ်းသွားနေတယ်လို့သိသည်ဖြစ်စေမသိသည်ဖြစ်စေသိတော်လည်းပဲသတိထားမိသည်ဖြစ်စေသတိမထားမိသည်ဖြစ်စေလမ်းတစ်လမ်းကိုတော့အချိန်တိုင်းသွားနေခရီးသည်တွေပဲဒီတဘောတဲ့အနေနဲ့ပဲကြည်တတန်တရားလုံးကိုပဲခြုံငုံပြီးတော့ပဲကြည်ခရီးသည်တွေဆိုတာအလွန်မှထင်ရှားတယ်ဒီဘဝရဲ့အရင်ဘဝဟိုတနေ့ကပုံပြောခဲ့တဲ့တိတ်မဝေးသေးပါဘူးအခုအသက်4-50ရှိတဲ့ပုဂ္ဂိုလ်တယောက်အတွက်အရင်ဘဝဟာနှစ်ပေါင်း4-50ရဲ့ဟိုဘက်ကဟာပဲလေဟုတ်လားဒီဘဝပြီးရင်နောက်ဖြစ်ရမယ့်ဘဝရောက်ရမယ့်အနေအထားကလည်းတိတ်မဝေးတော့ဘူးအခုအသက်4-50ရှိတဲ့ပုဂ္ဂိုလ်တူတယောက်အတွက်နောက်ထပ်နှစ်4-50ဘလို့မှမနေရအလွန်အကျွံနှစ်20အစိတ်ဟုတ်လားအခုကိုပဲ60-80ဖြစ်နေပြီဆိုရင်နောက်ရောက်ရဖြစ်ရမယ့်ဘဝကဘလောက်မှမဝေးတော့ရောက်တော့မှာအဲ့လိုကြည့်မယ်ဆိုရင်အရင်ဘဝအနေအထားတွေကိုဖြတ်သန်းပြီးတော့ကုံဆုံးစေပြီးတော့ဒီဘဝဖြစ်လာခုဒီဘဝကိုဖြတ်သန်းနေတယ်ကုံဆုံးစေနေကြတယ်ကုံဆုံးသွားတာနဲ့နောက်ဘဝတစ်ခုထပ်ပြီးတော့စမယ်ဘဝတန်တရားအမြင်ကိုအဲ့လိုပိုင်နိုင်စိတ်ထဲမှာရှင်းလင်းဖြစ်အောင်ကြည့်တဲ့ရဒီဘဝရဲ့အရင်ဘဝအဲ့ဒီအရင်ဘဝရဲ့အရင်ဘဝအတိတ်တန်တရားပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အော်တို့ဟာမမောဒမပန်းတန်းတကယ်ကိုမနာမနေခရီးသွားခဲ့တာပါလားဆိုတာမထင်ရှားဘူးလားအခုလဲရက်မနေဘူးနော်သွားနေတာဒီဘဝပြီးတာနဲ့နောက်ဘဝခရီးတစ်ခုတောက်လျှောက်တန်းပြီးတော့အချိန်ကာလမခြားဘဲနဲ့ကိုဆက်မှာအဲ့လိုတဘဝပြီးတဘဝအရက်အနာမရှိဇက်တိုက်ကိုသွားနေတယ်ဒါတန်တရားအမြင်နဲ့ကြည့်ပြီးတော့တတ္တဝါတွေကခရီးသည်ဆိုတဲ့အမြင်ကိုပြောတာအဲ့လိုတန်တရားအမြင်နဲ့ကြည့်မှသာလဲခရီးသည်ရဲ့အဖြစ်ဟာထင်ရှားတာလားဆိုတော့မဟုတ်သေးဘူးဒီတဘောတစ်ခုတည်းအနေနဲ့ကြည့်မယ်ဆိုရင်လေခရီးသည်ဆိုတာထင်ရှားတယ်မနေ့တုန်းကအဲ့ဒီအရင်နေ့ကအဲ့ဒီနေ့ရဲ့အရင်နေ့ကကြည့်လိုက်အတွေ့အကြုံတွေကိုအကုန်လုံးထားခဲ့ပြီးတော့ဘုံဘုံတို့တွေဟာပစ္စုပန်တိုင်းကိုဖြတ်တန်းရင်းနဲ့မလုပ်နေကြတာတော့ခရီးသွားနေကြတာဟုတ်တယ်နော်ခရီးသွားနေကြတာအခုလည်းသွားနေတာပဲဘုံဘုံတို့စာထဲမှာခရီးသွားနေတယ်ဆိုတာလေးကိုပုံပေါ်အောင်ပေးတဲ့ဥမာလေးတစ်ခုရှိတယ်မြေကြီးပေါ်မှာလှဲပိန်ကြီးတစ်ပိန်လိမ့်နေတာကိုစိတ်ကူးလေးနဲ့မြင်ကြည့်လိုက်လှဲပိန်ကြီးကလိမ့်နေတယ်ဆိုရင်သူမှလည်းရှေ့ရောက်သွားမယ်ပေါ့အဲ့ဒါလိုလှဲပိန်ကြီးလိမ့်ပြီးတော့ရှေ့ရောက်သွားတဲ့ကိစ္စကိုတေးသေးချာချာညံနဲ့ခွဲခြမ်းစိတ်ဖြာပြီးတော့ဆင်ခြင်ကြည့်မယ်ဘဝရဲ့ဖြစ်စဉ်ကိုကောင်းကောင်းမွန်မွန်နားလည်အောင်ပညာရှိတွေကအဲ့လိုဥမာလေးပေးပြီးတော့ပြောတာလေဘင်းရဲ့အပြင်ဘက်ကအပြင်ဆုံးမှာပတ်ထားတဲ့တံပတ်ကြီးရှိတယ်ဟုတ်လားအဲ့ဒီတံပတ်ဧရိယာဟာလေဘင်းမှာအရှည်လျားဆုံးဧရိယာပေါ့နော်
အဲ့ဒီအရှိလျားဆုံးဧရိယာနဲ့မြေပြင်နဲ့ဟာထိပြီးတော့လိမ့်သွားတာတကယ်ထိနေတဲ့နေရာလေးနော်လှဲပင်ရဲ့အပြင်ဘက်ဧရိယာမြေကြီးနဲ့တကယ်ထိနေတဲ့နေရာလေးဟာဘယ်လောက်များတော့ဘယ်လောက်မှမများဘူးတစ်လက်မနှစ်လက်မပေါ့ဘိန်းကလည်းတကယ်ဝိုင်းမယ်မြေကလည်းတကယ်ညီမယ်ဆိုတစ်လက်မလောက်ပဲရှိမှာထိချက်ကလေးကလိမ့်သွားတဲ့အခါမှာအဲ့ဒီထိနေတဲ့နေရာလေးဟာဘာဖြစ်သွားတော့လွတ်သွားတယ်နောက်ထပ်နေရာရှိနေရာအသစ်ကလေးကဆက်ထိတယ်လိမ့်သွားတိုင်းထိတဲ့နေရာလေးဟာလွတ်သွားပြီးတော့နေရာအသစ်တစ်ခုဟာထပ်ပြီးတော့ထိတယ်အဲ့လိုနေနဲ့လှဲပင်းဟာမဖြစ်သွားတော့လိမ့်သွားတယ်ရှေ့ရောက်သွားတယ်ကျွတ်တို့ဘဝဟာလည်းပဲအဲ့လိုနေနဲ့အခုရှေ့ရောက်နေတာတချို့ဆိုရင်အသက်ကဏ္ဍအမှတ်အသားနဲ့ခရီးဘလောက်ရောက်ခဲ့ပြီလို့ဘုံဘုံတို့မသိနိုင်ဘူးလားအခုအသက်40လူနဲ့အသက်50လူနဲ့ဒီဘဝတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ဘယ်သူကခရီးပိုရောက်နေတော့အသက်50လူကပိုရောက်နေပြီပေါ့နော်ဘယ်ချိန်မှဒီလှဲပင်းလိမ့်နေတဲ့လမ်းဟာပြတ်သွားမလဲသိပြီဆိုတာနဲ့ရပ်သွားမှာနော်ဟုတ်လားအဲ့တော့ဘဝဟာဘာလဲလို့မေးရင်အချိန်တိုင်းအတွေ့အကြုံတွေကိုထားခဲ့ပြီးတော့အမြဲတမ်းရှေ့ဆက်နေဟိုတို့ကတ္တရာလမ်းပေါ်မှာကားစီးပြီးတော့သွားတယ်ဘေးမှာရှိတဲ့မြင်ကွင်းကိုကြည့်လိုက်ဟုတ်လားဒီတဲတဲ့မြင်ကွင်းကိုဘုံဘုံတို့ဘာလုပ်တာတော့ထားခဲ့တာနော်ရိပ်နဲ့ထားခဲ့ပြီးတော့မြင်ကွင်းအသစ်ကိုတွေ့ကြုံတိုင်းသောမြင်ကွင်းကိုထားခဲ့တာပဲကာလံဘေးဝဲရမှာရှိတဲ့မြင်ကွင်းတွေကတော့ပြန်ကြည့်ကျင်တယ်ဆိုရင်ခက်ဝေးလေးထိပြန်ကြည့်လို့တော့ရတယ်ဟုတ်လားနော်ဘဝရဲ့အတွေ့အကြုံတည်းဟူသောမြင်ကွင်းတွေကတော့ပြန်ကြည့်ကျင်လို့တောင်ကြည့်လို့မရတော့ဘူးသူကအပီးပိုင်ထားခဲ့ရတယ်ဒါပေမဲ့အတွေ့ထဲမှာတော့ရှိနေသေးတယ်လို့မနေ့တုန်းကထမင်းစားခဲ့တဲ့မြင်ကွင်းအတွေ့အကြုံပြန်ကြည့်မယ်ဆိုရင်တော့ဝိုးဝါဒလေးတော့မြင်သေးတယ်မဟုတ်လားအတွေ့ထဲမှာမြင်သေးတယ်ဓမ္မယုံနေနဲ့ဒါပေမဲ့ပြီးပြင်းကြီးမမြင်တော့ဘူးတိတ်မဝေးသေးဘူးတော့မနေ့တုန်းကစားခဲ့တဲ့ကိစ္စဟုတ်တယ်မဟုတ်လားထမင်းဘယ်နှလုံးစားခဲ့တာတော့ဘယ်သိမတော့ကြုံမေးလည်းမသိဘူးဟုတ်လားထမင်းတစ်လုံးကိုဘယ်နှချက်ဝါခဲ့တာတော့ဝါချက်တိုင်းဟာအတွေ့အကြုံမဲ့အဲ့ဒါမြင်ကွင်းမဲ့အဲ့ဒီမြင်ကွင်းကိုထားခဲ့တာဘဝကားကြီးကမယမနာကိုပြေးနေတာအပီးပိုင်ထားခဲ့တာနော်အတွေ့အကြုံတည်းဟူသောမြင်ကွင်းအသစ်တွေကိုမြင်ရင်းနဲ့တွေ့ရင်းနဲ့အဲ့ဒီမြင်တွေ့နေတဲ့အရာတွေကိုလည်းအပီးပိုင်ထားရင်းနဲ့ကျွတ်တို့ဘယ်ချိန်နားသလဲဘယ်ချိန်မှမနာဘူးယနာမရှိတဤစီးသည့်မြစ်ပမာမြတ်စွာဘုရားကနားလည်အောင်အဲ့လိုဥမာလေးလည်းပေးတယ်နဒီပပတိယူပမာတောင်ကြားမြစ်တောင်ပေါ်ကနေအရှိန်နဲ့စီးလာတဲ့မြစ်ဘယ်ကိုဥတည်ပြီးတော့စီးဆင်းနေတာတော့ပင်လေသမုဒ္ဒရာတွေကိုဥတည်ပြီးတော့စီးဆင်းနေတာနေကွေစီးတာမဟုတ်ဘူးမြန်ဆန်းကိုစီးနေတာဘယ်ချိန်ရက်တယ်ဘယ်ချိန်နားတယ်ဆိုတာမရှိဘူးဘဝရဲ့ရှင်းသန်းနေရတဲ့အနေအထားလေးဟာလေသိခြင်းတရားစီကိုဥတည်ပြီးတော့အမြဲတမ်းစီးဆင်းနေတဲ့သဘောဟုတ်လားပြစ္ဆုတ်ပံအတွေ့အကြုံလေးတွေတိုင်းကိုအပီးထားခဲ့ပြီးတော့နောက်ထပ်အတွေ့အကြုံအသစ်တွေကိုယူရင်းနဲ့အဲ့ဒါကိုလည်းထားခဲ့ရင်းနဲ့မနေမနာကိုမလုပ်နေတာတော့ဟွာနေဒါကြောင့်ဘဝဟာခရီးတယ်ပဲဆိုတာအလုံးမထင်ရှားတယ်ပေါ့နော်တန်တရားနဲ့ချီပြီးတော့ပဲကြည်တဘဝတဲ့အနေနဲ့ပဲကွက်ပြီးတော့ပဲကြည်မနေမနာသွားနေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်အဲ့လိုသွားပြီဆိုရင်တော့တဏှာရာကိုရောက်သွားမှာပဲဒီဘဝမှာလည်းပဲကိုသွားတဲ့အတိုင်းပန်းနိုင်အသီးကိုခုရောက်နေကြတာပဲလေအဲ့တော့ဘုံပြောရင်တာကဘာတော့ဆိုတော့ဘဝခရီးသွားနေတယ်တလန်းမဟုတ်တလန်းကိုတော့ဘုံတို့တွေကရှောက်နေတယ်လမ်းတိုင်းမှာအသီးပန်းနိုင်နေရှိတယ်အဲ့ဒါမြတ်စွာဘုရားကလမ်းကောင်းလမ်းမြတ်ကလေးတွေကိုရှောက်စေခြင်းနဲ့နော်လမ်းလွဲတွေကိုမရှောက်စေခြင်းဘူးလမ်းလွဲတွေကိုရှောက်လို့ရှိရင်အကောင်းတဲ့နေရာတွေရောက်သွားမှာဆိုလို့မလိုလားတဲ့ပန်းတိုင်တွေကိုရောက်သွားမှာဆိုလို့ဒါကြောင့်မြတ်စွာဘုရားကဥပမာမျိုးပေးပြီးတော့နားလည်အောင်ဟောတယ်ဘုံတို့အင်္ဂုတ္တပါဠိတော်စတုကနိပတ်မှာအလွန်ထင်ရှားတဲ့သုတ်တံတစ်ပုဒ်ရှိတမောတဝသုတ်တံတဲ့
တတ္တဝါတွေကခရီးသည်တွေတူရာစုပြီးတော့ကြည်လိုက်မယ်ဆိုရင်ဘယ်ကလာပြီးတော့ဘယ်သွားကြသလဲဆိုတဲ့ရှုတော့ကနေကြည့်မယ်ဆိုရင်၄မျိုးပဲရှိတယ်တဲ့အမှောင်ကလာပြီးတော့အမှောင်ကိုသွားတဲ့တရားတစ်မျိုးအမှောင်ကလာပြီးတော့အလင်းကိုသွားတဲ့တရားတစ်မျိုးအလင်းကလာပြီးတော့အမှောင်ကိုသွားတဲ့တရားတစ်မျိုးအလင်းကလာပြီးတော့အလင်းကိုသွားတဲ့တရားတစ်မျိုးတင်စားပြီးတော့ဟောတာယုံညံ့တဲ့အနေအထားတွေယုံညံ့တဲ့ကံတရားတွေကိုပြုရင်းနဲ့ဒီဘဝရောက်လာရတာကြည့်လိုက်တာနဲ့သိတယ်အစသာရာရာဆင်းရဲတယ်နွမ်းမာတယ်ရုပ်ရည်ရလည်းပဲတင်တယ်မှုမရှိဘူးတက်ကြွတဲ့ပညာအဆင့်အတန်းဘာမှမရှိဘူးအတိုင်းဝိုင်းမရှိဘူးဘာမှပိုင်ဆိုင်မှုလည်းကြီးကြီးမားမားဘာမှမရှိဘူးအလွန်မှဆင်းရဲတယ်ခန္ဓာကိုယ်အနေထားရောပိုင်ဆိုင်မှုတက်ကြွမှုအကုန်လုံးအစသာရာကြည့်လိုက်ရင်အောက်တန်းကျတယ်ပေါ့အဲ့ဒါကိုကြည်ခြင်းအဖြစ်ဒီလူရဲ့လာခဲ့တဲ့နေရာမကောင်းဘူးဆိုတာသိနိုင်တယ်အမှောင်ကလာတယ်လို့အဲ့လိုမြတ်စွာဘုရားကသတ်မှတ်တယ်ပါနော်အဲ့ဒါဒီဘုံကလုံနေတာလည်းမကောင်းတာတွေကြီးလုံနေမသိတော်တာပဲတွေးပြီးတော့မသိတော်တာပဲပြောရင်းနဲ့ပဲအချိန်ကုန်သွားတယ်ဆိုရင်သွားဦးမယ်တဲ့ယုံညံ့တဲ့နေရာအမှောင်ကလာပြီးတော့အမှောင်ကိုသွားတာတမောတမပုဂ္ဂိုလ်အယုံညံ့ဆုံးပုဂ္ဂိုလ်နော်တချို့ကြတော့အမှောင်ကလာတာတော့ဟုတ်တယ်ဒီဘဝအစသရရနှိမ်ပါတယ်ဒါပေမဲ့လို့ကောင်းတာကိုပဲလုပ်တယ်ကောင်းတာကိုပဲပြောတယ်ကောင်းတာကိုပဲတွေးတယ်အခြေအနေရရနှိမ်ပါနေပေမဲ့လို့စိတ်ဓာတ်တော့အောက်တန်းမကျစေရဘူးဆိုတဲ့ခံယူခြင်းနဲ့မှန်မှန်ကန်ကန်နေတယ်ထိုင်တယ်အမှောင်ကလာခဲ့ပေမဲ့လို့သူဘယ်ကိုသွားမှာတော့အလင်းကိုသွားမှာတဲ့တမောဇောတိပရာယနာလို့မြတ်စွာဘုရားသုံးဟုတ်လားတချို့ကြတော့လည်းပဲအလင်းကလာတယ်ဒီဘဝကြည့်လိုက်တာနဲ့သိတယ်စသရရအစင်တန်းရှိတယ်ဉာဏ်ရည်ဉာဏ်သွေးရောပိုင်ဆိုင်မှုရောရုပ်ရည်အနေထားရောအတိုင်းဝိုင်းရောအကုန်လုံးကောင်းတယ်ဟုတ်လားဒါကိုကြည့်ပြီးတော့ဒီလူနော်လာခဲ့တဲ့နေရာအဆင်ရှိတယ်သူလျှောက်ခဲ့တဲ့လမ်းလေးမဆိုးဘူးလို့ဝေဖန်လို့ရတယ်ဒါပေမဲ့လို့အခုလုံးလုံးစဲလုံနေတာတွေကမဟုတ်တာတွေကြီးပဲလူကတော့အဆင်တန်းရှိတယ်စိတ်ဓာတ်ကအဆင်တန်းမရှိအဲ့လိုမျိုးကာယကံဝစီကံမနောကညှဉ်းနှွမ်းမှုနဲ့ပဲအချိန်ကုန်နေတယ်ဆိုရင်သူအနာဂတ်ဆက်ရောက်သွားမဲ့နေရာအခုပြစ္ဆုတ်ပန်ရှောင်းနေတဲ့လမ်းဟာအနာဂတ်ပန်းနိုင်တစ်ခုခုကိုသူဥတည်နေတယ်ဟုတ်လားအဲ့တော့ရှောက်တဲ့လမ်းကညံ့တဲ့အတွက်ကြောင့်အလင်းကလာခဲ့တော့လည်းပဲသူပဲရောက်မလို့အမောင်ကိုရောက်နေတဲ့အမြဲဆုံးပုဂ္ဂိုလ်ကြတော့ဘယ်လိုတော့အလင်းကလာတယ်အခုဒီဘဝလည်းအခြေအနေရရအကုန်ကောင်းတယ်ပြစ္ဆုတ်ပန်နေတာထိုင်တာလည်းအလွန်မှတန့်ရှင်းတယ်စင်ကြယ်တယ်ကောင်းပါတယ်ဟုတ်လားကောင်းတာတွေကိုဆက်ပြီးတော့ထိန်းနိုင်တယ်ပေါ့အဲ့ဒါဆိုရင်အလင်းကလာပြီးတော့အလင်းကိုသွားတယ်လို့မျိုးအဲ့ဒါမြတ်စွာဘုရားတော့ရှင်းအောင်ဥမာနဲ့ပေးတယ်ဟုတ်လားအမှောင်ကလာပြီးတော့အမှောင်ကိုသွားတယ်ဆိုရင်သူဘာနဲ့တူတော့ဆိုတော့အမိုက်တိုက်ကလာပြီးတော့အမိုက်တိုက်ကိုပဲသွားတာမြေကြီးပေါ်ကနေမြေကြီးပေါ်ပဲသွားနေတာအမှောင်ကနေလင်းသွားတယ်ဆိုတာကျတော့မြေကြီးပေါ်ကနေပြီးတော့သူကပလင်မော်ကိုတက်တယ်ပလင်မော်ကနေပြီးတော့မြင်းကြောကုန်းမော်ကိုတက်တယ်မြင်းကြောကုန်းမော်တော့စင်ကြောကုန်းမော်တက်တယ်စင်ကြောကုန်းမော်ကနေပြတ်သက်ထက်ကိုတက်သွားတယ်တဲ့ဟောတဖြည်းဖြည်းနဲ့သွားတာအလင်းကလာပြီးအမှောင်သွားတယ်ဆိုတော့ပြတ်သက်ကနေစင်ကြောကုန်းဆင်းတယ်စင်ကြောကုန်းကနေမြင်းကြောကုန်းဆင်းတယ်မြင်းကြောကုန်းကနေပလင်ဆင်းတယ်ပလင်ကနေမြေကြီးဆင်းသွားတယ်တဖြည်းဖြည်းနဲ့နှိမ်ပါသွားဟုတ်လားအလင်းကနေအလင်းလာတယ်ဆိုတော့ပြတ်သက်ဆောင်တစ်ခုကနေပြတ်သက်ဆောင်တစ်ခုကိုကူးသလိုစင်ကြောကုန်းတစ်ခုကနေစင်ကြောကုန်းတစ်ခုကိုကူးသလိုလို့အဲ့လိုမြတ်စွာဘုရားဥမာပေးတယ်အဲ့တော့ဘုန်းဘုန်းတို့တွေဟာခရီးသည်တွေပါဆိုတာကိုမြတ်စွာဘုရားအဲ့လိုလေးလေးပဲလေးလေးနက်နက်မြင်စေခြင်းတယ်နော်အဲ့တော့ဒီနေရာမှာကိုဘယ်ကလာတယ်လဲဆိုတာလေကိုဘယ်ကိုသွားမလဲဆိုတဲ့နော်လာရဂတိကပို့ပြီးတော့အရေးမကြီးဘူးလားကိုဘယ်ကပဲလာခဲ့သည်ဖြစ်စေကမို့ဘယ်ကိုသွားမလဲဆိုတဲ့ကိစ္စကိုဘုန်းဘုန်းတို့တွေကပို့ပြီးတော့ဘာလုပ်ကြရမလို့ဂယုစိုက်ကြရမယ်ပေါ့အဲ့ဒါကြောင့်လည်းမြတ်စွာဘုရားကတတ္တဝါတူတယောက်သိဆုံးပြီးတဲ့နောက်မှာကောင်းမြတ်တဲ့ဘဝတွေကိုရောက်ဖို့အတွက်ဒုက္ခတိလမ်းကိုရှောက်ရမယ်ဒုက္ခတိလမ်းကိုမရှောက်ရဘူးဆိုပြီးတော့ဂတိဆိုတဲ့အသုံးအနှုန်းလေးနဲ့ဟောတာလည်းရှိဂတိဆိုတာဘာလဲတော့လာရအလွန်ထင်ရှားတာကတော့တိဟနာရသုတ်တံမှာလာတဲ့ဂတိကထာဆိုတာထင်ရှားတယ်ဒီတရားစကားမှာတောင်အရေးအမြဲဘုံဘုံတို့ပြောခဲ့တယ်နော်မိကြီးတွဲနဲ့တူတဲ့ငရဲပုံကိုဥတီးပြီးတော့ရှောက်နေကြတဲ့ခရီးတွေရှိတယ်မိကြီးတွင်းစီကိုရောက်ရှိတဲ့လမ်းကြီးလည်းရှိတယ်အဲ့ဒီလမ်းကိုရှောက်နေကြတဲ့တချို့
မစင်တွင်းစီကိုရောက်တဲ့လမ်းလည်းရှိတယ်မစင်တွင်းဆိုတာဘာကိုပြောတာတော့တလိษံဘုံနော်တလိษံဘုံဒီဟုသောမစင်တွင်းကိုရောက်စေတတ်တဲ့လမ်းကိုရှောက်နေကြတဲ့တရားတွေလည်းရှိတယ်နော်ပေတလို့ဆိုတဲ့နော်အရှိမကောင်းတဲ့တစ်ပင်အိုနားစရာခိုးစရာဘာမှမကောင်းတဲ့နော်နေရာစုစီကိုဥတည်ပြီးတော့ရှောက်နေတဲ့ခရီးသည်တွေဒါလည်းရှိတယ်ဒါဒုက္ခတိဂမနမက္ကနော်မကောင်းတဲ့နေရာကိုရောက်သွားစေတဲ့လမ်းဘယ်နှလမ်းရှိတော့3လမ်းနော်ငရဲရတိဋ္ဌံရပိဋ္ဌာသူတကယ်ကိုသူပေါင်းပြီးတော့ပေတလို့ဒီလိုပြောတယ်ဟုတ်လားသူဂတိဂမနမက္ကလို့ဆိုတဲ့ကောင်းမြတ်တဲ့ဘုံဘဝတွေကိုရောက်စေတတ်တဲ့လမ်းဒေဝနဲ့မနုဿနော်အလွန်မှအရေးအဝါဒကောင်းတဲ့နားစရာကိုယ်စရာကောင်းတဲ့နော်ချမ်းသာဒုက္ခများတဲ့ဘုံဘဝဌာနလို့မြတ်စွာဘုရားပြောပြတဲ့လူဘဝကိုရောက်စေတဲ့လမ်းကိုတချို့တရားတွေရှောက်ကြတာရှိတယ်။တချို့တရားတွေကြတော့အဲ့ဒါနဲ့ပို့ပြီးတော့အစင်းမြင့်တယ်။ဒေဝလောကလို့ဆိုတဲ့နော်ပြတ်သက်ဆောင်တွေကိုအစအရာရာပြည့်စုံတဲ့စားစရာတောက်စရာဝတ်စရာနေစရာထိုင်စရာအလုံးပြည့်စုံတဲ့ပြတ်သက်ဆောင်တွေကိုဥတီးပြီးတော့နေတဲ့လမ်းကိုရှောက်ကြတဲ့တရားတွေလည်းရှိတယ်။နော်ဂတိ၅ပါးကိုအဲ့လိုမြတ်စွာဘုရားနားလည်အောင်ပြောတယ်။ဒါပေမဲ့မြတ်စွာဘုရားကဘုရားဖြစ်လာတယ်အလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ကိုရလာတဲ့အခါမှာဒီဂတိ၅ပါးကိုရောက်စေတတ်တဲ့လမ်းတွေထက်ဒီဂတိ၅ပါးကလွန်မြောက်စေတဲ့လမ်းတွေသာလည်းအကောင်းဆုံးဆိုပြီးတော့ဂတိဝိမု ക്ത ဟောအတုံနှုံအစ်စ်ဟုတ်လားအဲ့ဒါတော့ဂတိဝိမု ക്ത နော်ဘယ်ရောက်သွားမလဲလို့ဟောဘဝတွေအနေနဲ့သတ်မှတ်ပြလို့မရတဲ့နော်ဂတိကနေလွတ်သွားစေတဲ့လမ်းမဲခင်၈ပါးကိုရည်ရွယ်တာပါပဲဂတိဝိမု ക്ത အဲ့ဒီမဲခင်၈ပါးတည်းဟူသောလမ်းကိုကြတော့မြတ်စွာဘုရားဘလို့ဥမာပေးတာတော့ကြာမျိုး၅ပါးပေါက်နေတဲ့ချိုတဲ့အေးတဲ့တန့်ရှင်းတဲ့ရေနဲ့ပြည့်နေတဲ့ရေကန်ကြီးလို့အဲ့လိုဥမာပေးတယ်နောက်ခရီးတွေကရေကလည်းငတ်လာပြီအဘဝပူအောက်ကပူအပူနှစ်ပူညှက်ပြီးတော့နှိမ့်ဆက်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကလည်းပဲပူလောင်နေပြီချွေးတွေတန်တွေထွက်နေလို့အညစ်အကြေးတွေကလည်းပေးကျန်းနေပြီအဲ့ဒီအနေထားအဲ့ဒီလိုခရီးသည်မျိုးအတွက်အလိုအဆုံးအရာဟာဘာလဲလို့မေးရင်ရေပဲဟုတ်တယ်မဟုတ်လားနော်ရေငတ်နေတဲ့လူတယောက်အတွက်အလိုအဆုံးကရေပဲပူလောင်အိုက်ဆက်နေတဲ့ပုဂ္ဂိုလ်အတွက်အလိုအဆုံးကချိုးဖို့ရေပဲအညစ်အကြေးတွေပေးကျန်နေတဲ့လူတယောက်အတွက်အလိုအဆုံးကဆေးကြောဖို့ရေပဲရေရဲ့စွမ်းရည်တတ္တိကိုဒီနေရာမှာ၃မျိုးလောက်နားလည်ကြည့်ရမယ်အဲ့ဒါဆိုတရားရဲ့စွမ်းရည်တတ္တိကိုဘုံဘုံတို့သိဖို့ပိုလွယ်ကူသွားတာနော်ရေတောက်လိုက်ရင်အစာပြေသွားသလိုတရားအသိဉာဏ်ကိုရအောင်လုပ်မယ်ရအောင်လုပ်လို့ရပြီဆိုလို့ရှိရင်လည်းပဲဘာဖြစ်သွားတော့ဆိုတော့လောဘဖြင့်စာနေတဲ့သဘာဝတွေဟာတဖြည်းဖြည်းနဲ့နေသွားတယ်လောဘဆိုတာစာလောင်ခြင်းပဲတကယ်ကရေစားသလိုစားနေတာနော်အမြဲတမ်းစာတဲ့အလေးအကျင့်နဲ့နေရလို့စာတာကိုခံရခက်တယ်လို့တချို့လည်းပဲခံစားရကောင်းမှခံစားမိမယ်ပေါ့နော်အလွန်ကောင်းတဲ့အာယုံလေးနဲ့ငြိမ်လေးများမဟုတ်2ရက်3ရက်လောက်ဇက်တိုက်ကလေးနေကြည့်လိုက်တခုခုကိုရခြင်းရတာဖြစ်ခြင်းရတာပင်ပန်းလိုက်တာလို့စိတ်ကအလို့လျောက်နားလေတယ်ဒါကြောင့်တချို့ဒေသနာတွေကလုံးကြီးမှသိနိုင်တာဆိုတာဥတော်ပြောတာလောဘဟာစာလောင်ခြင်းတစ်မျိုးလို့ပြောလိုက်ရင်ဘုံဘုံတို့ကကြားလိုက်တာပဲရှိတယ်ထဲထဲဝင်ဝင်သဘောပေါက်သွားတာမပါဘူး။အော်လောဘကစာလောင်ခြင်းသဘောတည်းဟုတ်မှာပေါ့ရခြင်းတွေတော့စာတာပေါ့။အထဲထိရောက်အောင်နားလည်သွားတာမဟုတ်ဘူး။တကယ်တရားနှလုံးကျင့်သုံးကြည့်လိုက်။ဒါပညာရဲ့အရာသာမဟုတ်သေးဘူး။တမာတိရဲ့အရာသာလောက်ပဲရှိသေးတယ်။စိတ်ကဒီကာမအာယုန်နဲ့ကင်းကွာပြီးတော့နိဝရဏတရား၅ပါးကင်းကွာပြီးတော့နေတဲ့အနေအထားလေးခက်ကြကြလေးသူနေကြည့်တဲ့အခါမှာအဲ့ဒါလေးကအလွန်မှမွန်မြတ်တယ်ငြိမ်သက်တယ်ဆိုတာသူ့ရဲ့ကိုယ်တွေ့အရာသူဟာဘာတော့သိတယ်ငြိမ်နေတဲ့အချိန်လေးမှာလှုပ်ခတ်မှုလေးဖြစ်လာတာကအလွန်မှထင်ရှားတယ်ဖြူနေတဲ့အဝတ်ကလေးပေါ်မှာအညစ်အကြေးလေးနဲ့တင်သွားရင်အလွန်မှထင်ရှားသလိုမျိုးပေါ့တော့လောဘဖြစ်ရတာ
နော်ဆင်းရဲတယ်ဆိုတာကိုသိဖို့အတွက်လောဘမဖြစ်ဘဲနဲ့ကြာလေးငြိမ်ပြီးတော့နေကြည့်ရင်တော့သိနိုင်တယ်ပညာရအောင်လုပ်လို့ပညာကြောင့်ဖြစ်တဲ့ချမ်းသာမှုငြိမ်အေးမှုနဲ့အနေများမယ်ဆိုရင်ပို့လို့တောင်သိနိုင်တယ်သဘောပေါက်လားဘုံဘုံပြောတာဒါကြောင့်စာနေတဲ့ပုဂ္ဂိုလ်အတွက်အလိုအဆုံးကတော့ရေပဲပေါ့နော်ရေစာနေတဲ့ပုဂ္ဂိုလ်အတွက်အလိုအဆုံးကရေပဲရာဂဒေါသမောဟတခြားသောပူလောင်စေတဲ့တရားတွေကြောင့်မို့လို့ဒီစိတ်နှလုံးဒီဟူသောကိုယ်ဟာပူလောင်နေတာမှမရှိဘူးလားရှိတယ်အဲ့ဒါကိုရေချိုးလိုက်ဖို့လိုမယ်ပေါ့ရေစိမ်လိုက်ဖို့လိုမယ်ဟောနော်အညီကြီးပေချမ်းနေတာတွေကိုလည်းဆေးကြောလိုက်ဖို့လိုမယ်ပေါ့ဆာလောင်မှုကိုပြေစေတဲ့ပူလောင်မှုကိုငြိမ်းစေတဲ့ညှဉ်းနှွမ်းမှုကိုတန့်ရှင်းစေတဲ့စွမ်းရည်တတ္တိဘယ်မှာရှိနေတော့ရေမှာရှိနေတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့လိုမျိုးစွမ်းရည်တတ္တိဖြင့်တတ္တဝါကိုချမ်းသာမှုဖြစ်စေတဲ့မဂ်ခင်၈ပါးကိုရေကန်ကြီးလို့ဟောတာတချို့တတော်တွေကအဲ့ဒီရေကန်ကြီးတွေကိုဥတည်ပြီးတော့မလုပ်နေကြတော့သွားနေကြတယ်တဲ့အဲ့ဒါကိုဘာလို့ဂတိဝိမု ക്ത လို့ခေါ်တယ်ဒါဘုန်းတို့တွေဟာအခုပြောတဲ့ဒီတရားနာတာသုတ်တန်ရဆိုရင်လမ်းကိုဘယ်နှလမ်းတွေ့ရတော့6လမ်းငရဲတိရစ္ဆာန်ပြိတ္တာဆိုတဲ့စိုးတဲ့လမ်းက3လမ်းဒေဝမနုဿဆိုတဲ့ကောင်းတဲ့လမ်းက2လမ်းဂတိဝိမု ക്ത ဆိုတဲ့အဆိုးအကောင်အလုံးကိုလွန်မြောက်သွားတဲ့လမ်းက1လမ်းသောတော်ကဒေဝနဲ့မနုဿကလည်းဒီငရဲတို့တိရစ္ဆာန်တို့ပြိတ္တာတို့နဲ့နှိုင်းစာလိုက်လို့သာသူ့ကိုကောင်းတယ်ပြောရတာနော်နိဗ္ဗာန်ဆိုတဲ့တရားနဲ့နှိုင်းစာလိုက်ရင်သူဒီဘာဖြစ်သွားတော့ဒုက္ခသစ္စာဖြစ်သွားတယ်ဟုတ်လားနော်ဒါကြောင့်ချမ်းသာဒုက္ခဆိုတာလည်းအစဉ်စဉ်ရှိတာ哦နော်1000ဆိုတာ100နဲ့စာရင်တော့များတယ်ပေါ့10သားတောင်များ1000နဲ့စာလိုက်မယ်ဆိုရင်တော့ဘယ်လိုဖြစ်သွား10သားတောင်နည်းသွားတော့နည်းတယ်များတယ်ဆိုတာအသုံးနှုန်းတွေကဘာပေါ်မှာမူတည်ပြီးတော့ဖြစ်နေတာနှိုင်းရှင်မှုတွေပေါ်မှာမူတည်ပြီးတော့ဖြစ်နေတာဟုတ်လားဒါကြောင့်ကျွတ်တို့သိတဲ့ချမ်းသာဒုက္ခတဲ့ပို့ပြီးတော့နော်တာလွန်တဲ့လွန်မြတ်တဲ့ချမ်းသာဒုက္ခတွေကိုဘုန်းဘုန်းတို့တွေကနားလည်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဟုတ်လားအခုဘုန်းဘုန်းတို့ဘယ်လမ်းရှောင်နေကြတာတော့ဂတိဝိမု ക്ത လို့ဆိုတဲ့နိဗ္ဗာန်ကိုရောက်စေတတ်တဲ့လမ်းကိုရှောင်နေကြတာစွမ်းအားရှိသလောက်ဟုတ်လားတတိပဋ္ဌာန်တရားပွားတယ်ဆိုတာအဲ့ဒီလမ်းကိုရှောက်တာပဲတတိပဋ္ဌာန်တရားကိုပွားတယ်ဆိုလို့ရှိရင်ဘုန်းဘုန်းတို့အခြေခံအဖြစ်တမ္မာတတိဆိုတဲ့ဒီဖြစ်နေတဲ့သဘာဝတရားကိုအမှန်ကန်သိလိုက်တယ်တပါတော့တမ္မာတတိမက်ခင်နော်အဲ့ဒီတမ္မာတတိကိုထပ်ခါဖြစ်အောင်ဘုန်းဘုန်းတို့အားဆိုင်မှုမရှိဘူးလားရှိတယ်ဒါပါတော့ဆိုတော့အလွန်မှမုံမြတ်တဲ့ကြိုးပမ်းအထောက်မှုတမ္မာဝါယမအဲ့လိုကြိုးစားအထောက်မှုကိုခြေခံပြီးတော့ဒီတတိလေးကရှေ့တတိပြီးနောက်တတိပြီးနောက်တတိတတိပြီးတတိဆက်သွားတယ်ဆိုရင်ဒါပါခေါ်တော့တမ္မာတမာတိတတိပြီးတတိဆက်အောင်ဘုံဘုံတို့ဘာလို့တော့ကြိုးစားရတယ်ဟုတ်လားအဲ့လိုတမ္မာတမာတိတည်ငြိမ်မှုလေးကောင်းလာတယ်မှန်ကန်တဲ့တည်ငြိမ်မှုလေးရှိလာတယ်ဆိုရင်မြင်တဲ့အမြင်ဟာဘာဖြစ်သွားလဲမှန်သွားတယ်ကျွတ်တို့ရဲ့စိတ်ရဲ့အမြင်တွေမှားတယ်ဆိုတာစိတ်ကမငြိမ်လို့နော်ခေါင်းနဲ့ပေါ်တဲ့ဥမာခေါင်းနဲ့ပေါ်တယ်ဆိုတာလည်းပဲစာဖတ်ဘူးလို့ပေါ်တာပေါ့လေဇနကဇတ်ထဲမှာလာဇနကမင်းကြီးတောထွက်သွားတဲ့အခါကျတော့လေးသမားမြားတံကိုဖြောင်းနေတာတွေ့ဟုတ်လားဘလို့ဖြောင်းတာတော့ဆိုတော့မျက်လုံးလေးတစ်ဖက်မှိတ်တော့တစ်လုံးသေးသောမျက်လုံးနဲ့ကြည့်တယ်ဟာဘာလို့အဲ့လိုကြည့်တာတော့နှလုံးကြည့်ရင်မြင်ခွင့်ကနှစ်ခုဖြစ်နေတယ်ဟုတ်လားမျက်လုံးနှလုံးတောင်မှတခါတလေဖုံးတို့ထပ်တူကြမှမြင်ခွင့်ကတခုတည်းဖြစ်တာနော်မျက်လုံးကတငယ်ဘေးတစ်ဖက်တစ်ချက်ကိုလှုပ်သွားရဆိုရင်မြင်ခွင့်ကဘလို့ဖြစ်သွားတော့နှစ်ခုဖြစ်သွားတာဒါကြောင့်တစ်ခုခုကိုဘုံတို့ကြည့်တော့မယ်ဖြောင်းလာပါလားကြည့်တော့မယ်ဆိုရင်တစ်လုံးတည်းသောမျက်လုံးနဲ့ကြည့်ရတယ်ဘုံကဘာပြောချင်တာတော့မငြိမ်တဲ့စိတ်နဲ့ကြည့်လို့အမှန်မမြင်ဘူးမျက်လုံးတောင်နှလုံးကြည့်လို့ရှိရင်အဖြောင်းကိုမမြင်ဘူးတစ်လုံးနဲ့ကြည့်မှအဖြောင်းကိုမြင်တာအဲ့လိုပဲစိတ်ကလည်းပဲငြိမ်တဲ့စိတ်နဲ့ကြည့်မှအမှန်ကိုမြင်တာတမာတမာတိသည်တမာဒိဋ္ဌိကိုယုံကြည်စုပြုနေတယ်ဆိုတာကိုပြောပြတာဟုတ်လားအဲ့လိုအမြင်တွေမှန်ပြီဟေးဆိုလို့ရှိရင်သူ့ရဲ့တွေးတောကြံစည်မှုကလည်းဘာဖြစ်တော့မလို့မှန်တော့မယ်တမာသင်္ကပ္ပဟောတမာတတိတမာဝါယမတမာသမိတမာသမာဓိတမာဒိဋ္ဌိတမာသင်္ကပ္ပဒါပါခေါ်တော့မဂ်ခင်5ပါးလောကီမဂ်ခင်5ပါးလှုပ်သားမဂ်ခင်လို့မိုးဆိုဘုရားကြီးအဲ့လိုနာမည်တက်တယ်
ဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့တွေတတိပဋ္ဌာန်တရားကိုပွားတယ်ဆိုတာနမဂ်ခင်၈ပါးလမ်းကိုရှောင်နေတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နေအဲ့ဒီလမ်းကိုပဲမြတ်စွာဘုရားကမဂ္ဂနာထင်ကြီးကောတစ်ထောလမ်းတကလမ်းထဲမှာအဲ့ဒီလမ်းအမြတ်ဆုံးပဲဘာလို့ဆိုတော့သူကဒုက္ခငြိမ်းအေးခြင်းစီကိုရှေ့ရှုနေတာစောတလုံးကနတ်ပြည်တို့လူပြည်တို့ရောက်ရှိတဲ့လမ်းတွေကိုအမြတ်ဆုံးလမ်းလို့ဘုရားမဟုတ်သူကလည်းအခိုက်အတန့်ပဲကောင်းတာဟုတ်လားကောင်းတယ်ဆိုတာလည်းသူ့တဲ့ဆိုတာနဲ့နှိုင်းရှင်လိုက်ရင်သာကောင်းတယ်လို့ပြောရတာအခုလူဘဝကြီးရနေတာနော်ကောင်းတယ်လို့မြင်ပါလားမကောင်းဘူးလို့မြင်ပါလားတေချာကြည့်နော်ကျမကြီးလေးကလည်းပြည့်စုံနေတယ်စားရတောက်စရာလည်းရှိတယ်ရှာတိုင်းဖွေတိုင်းလေးလည်းရတယ်ဆိုရင်တော့လူဘဝမကောင်းတာတိတ်မတွေ့ရဘူးလို့ထင်ကောင်းထင်စရာရှိတယ်ဒါပေမဲ့ကျမကြီးကလည်းအမြဲကောင်းနေမှာမဟုတ်ဘူးဟုတ်လားတကယ်တမ်းကတော့စိတ်ရဲ့သိနိုင်စွမ်းအားအလွန်မြင်မားပါတယ်အဲ့ဒါဘုံဘုံတို့ကသိအောင်သာလုပ်ဖို့ပဲအရေးကြီးတာကြည့်လိုက်ဒီယုတ်ခန္ဓာကိုယ်ကြီးကိုနော်တတိဆက်လို့ရှိရင်ဒါကြီးကလေးလံတဲ့သဘောမကောင်းမွန်တဲ့သဘောနော်မြတ်စွာဘုရားခန္ဓာ၅ပါးကိုဝင်တော့ဝင်ဖို့လို့ခေါ်တာဝင်တော့ဝင်ဖို့ကြီးထမ်းထားရတာပဲထမ်းနေကြနေလို့သာအသားကြနေလို့ခေါက်ရိုးကျိုးနေလို့သာကျွတ်တော့ဆင်းရဲမှမသိတာတကယ်တမ်းကဒါဘာကြီးတော့ဝင်တော့ဝင်ဖို့ကြီးပဲသူ့ဟာကဟုတ်လားအဲ့နိဗ္ဗာန်နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်သူဒီပါတော့ဒုက္ခသစ္စာအပေပုံနဲ့စာလိုက်တဲ့အခါကျတော့သူ့ကိုကောင်းတယ်လို့ကပိတ္တဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကဒီနတ်ရွာလမ်းကိုရှောက်တယ်လူပြည်လမ်းကိုရှောက်တယ်နတ်ပြည်တို့လူပြည်တို့ပန်းတိုင်တွေကိုရောက်သွားတယ်ဆိုအဲ့ဒီလူပြည်တို့နတ်ပြည်တို့ဆိုတာသာဝရသဘောမှမဟုတ်တာအခုကျတို့လူပြည်ရောက်နေတာပဲလက်တွေ့ကြီးသိနေတာပဲဘာနဲ့နေရတော့ဆိုစိုးရိမ်မှုနဲ့ပဲနေရတာငါဘယ်တော့သိမလဲမသိဘူးဘာဖြစ်သိမလဲမသိဘူးသိပြီးရင်ငါဘယ်ရောက်မလဲမသိဘူးဟာမသိမှုကိုအခြေခံပြီးတော့ကျတို့ဘာတွေဖြစ်နေတာတော့စိုးရိမ်နေရတာပိုက်ဆံတွေဘလို့အပုံကြီးရှိအဲ့ဒီစိုးရိမ်မှုပြောက်ဖို့မပြောက်ဘူးဟုတ်တယ်မဟုတ်လားစိုးရိမ်မှုကိုကုစားလို့ရသလားမရဘူးဘာလို့ဆိုဟိုကတကယ်ပြဿနာဖြစ်နေတာပိုက်ဆံဖြည့်ရှင်းနိုင်တာနဲ့အဲ့ဒီပြဿနာနဲ့ဟာတခြားသေးပဲဘာမှပိုက်ဆံကအဲ့ဒီနေရာမှာသွားပြီးတော့ဝင်ရောက်ဆွတ်ဖက်နိုင်တာမရှိဘူးဟုတ်လားကျတို့ကစိုးရိမ်နေရတာတတိလဲစိုးရိမ်မှုနဲ့နေရတာနော်ဘလို့လူပဲဖြစ်ဖြစ်ဘာနဲ့နေရတာတော့စိုးရိမ်မှုနဲ့နေရတာဟုတ်တယ်ဘလို့စိတ်နဲ့သိမယ်မသိဘူးအဲ့တော့ဘယ်ဘဝရောက်မယ်ဘယ်သိမယ်တော့ကိုယ်စိတ်ကိုလည်းမပိုင်ဘူးမနိုင်ဘူးဒါပါတွေတော့ကောင်းတယ်လို့အပေါ်ယံကြည့်ဟုတ်လားဆင်းရဲတဲ့ဘဝတွေနဲ့နှိုင်းစာပြောကောင်းတယ်လို့အဖြစ်ထွက်နေတဲ့ဘဝတွေမှာကိုတကယ်စင်စစ်ကောင်းသလားမကောင်းဘူးတဲ့ဒါကြောင့်မို့လို့ဘုရားပွင့်လာမှသိရတဲ့အသည့်တွေဒီအသည့်တွေကဟုတ်လားဒါကြောင့်ဘုန်းဘုန်းတွေဟာဘယ်လမ်းကိုရှောက်ဖို့ကြိုးစားကြရမှာတော့မဲခင်လမ်းကိုရှောက်ဖို့ကြိုးစားကြရမှာအဲ့ဒါကိုနားလည်ခဲ့ကြပြီးသားအခုဘုံဘုံပြောတဲ့တရားစကားတွေအကုန်လုံးကိုဒီလိုတွေအကုန်လုံးနားလည်ခဲ့ပြီးသားသဘောပေါက်ပြီးသားဒါဘုံဘုံကအစီအစဉ်ချပြီးတော့ပြောနေတာပဲရှိတယ်ဒီလိုအစီအစဉ်တရားလေးမတွေးမိဘူးသေးတာပဲရှိမယ်အခုပြောတဲ့စကားလုံးတွေတစ်လုံးမှမကြားဘူးသေးတဲ့စကားလုံးမပါဘူးအသစ်မပါဘူးနော်ဟုတ်လားဒါပေမဲ့ဘုန်းတို့ဘာလုပ်နေကြတော့ဒီလမ်းကိုရှောက်နေအဲ့တော့ဒီလမ်းကိုရှောက်ရင်ဒီပန်းတိုင်ကိုရောက်မလားတကယ်ရှောက်ရင်တော့တကယ်ရောက်လိမ့်မယ်တကယ်မရှောက်ရင်တော့ तू လည်းရောက်မှာမဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောရင်လည်းအခုတရားဟောတာနာယူဝနီးနီးရှိပြီဘုံဘုံမှန်းထားတဲ့အတိုင်းပဲတုတ်တန်လေးတဲ့ဘုတ်ကိုပြောရင်လည်းနောက်နာယူဝက်ကိုအဲ့ဒီတုတ်တန်ကဥပရိပါဏတပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတယ်ခဏကမောက္ကလနာတုတ်တဲ့ပုံနာတယောက်ရဲ့နာမည်မောက္ကလမျိုးနွယ်ကဏ္ဍသင်္ချာကျွမ်းကျင်တဲ့ဆရာကြီးတယောက်ဖြစ်ဟန်တူပါတယ်ကဏကမောက္ကလနာတုတ်တန်တဲ့အဲ့ဒါတနေ့တော့မြတ်စွာဘုရားကြီးကိုသူရောက်လာတယ်မြတ်စွာဘုရားကအဲ့ဒီတော့ဘယ်မှာသတင်းသုံးနေတာတုံးဆိုတော့ဝိသကကျောင်းမကြီးစောက်လုပ်ထားတဲ့ပုဗ္ဗာယုံကျောင်းမှာသတင်းသုံးတယ်အဲ့မြတ်စွာဘုရားဒီကိုရောက်လာပြီးတော့သူဘာလျှောက်တော့ဆိုတော့မြတ်စွာဘုရားတဲ့အခုတပည့်တော်ဝိသကကျောင်းမကြီးစောက်ထားတဲ့ဒီကျောင်းကြီးပေါ်ကိုလေကားတဲ့တစ်ထစ်ပြီးတစ်ထစ်နင်းပြီးတော့တပည့်တော်တက်လာပထမလေကားတဲ့နင်းပြီးမှဒုတိယလေကားတဲ့ကိုရောက်တာဒုတိယလေကားတဲ့ပြီးရင်တတိယလေကားတဲ့အစဉ်အတိုင်းလေးသွားတာနော်စရင်အပေါ်ဆုံးလေကားတဲ့ကိုရောက်သွားသလားရောက်မသွားဘူးအစီအစဉ်လေးတိုင်းသွားတာလို့သူကပြောတာအဲ့ဒီလေကားတဲ့လေးတွေတစ်ထစ်ပြီးတစ်ထစ်တက်လာတာအပေါ်ဆုံးရောက်သွားတယ်လို့အရှင်ဘုရားရဲ့အဆုံးအမမှာလည်းပဲလုပ်ငန်းစဉ်သိက္ခာစဉ်အစီအစဉ်တကြရှိသလားလို့မေးတာနော်သူကအတွေးသမားဖြစ်မယ်လို့ထင်တယ်နော်ပြီးတော့မြတ်စွာဘုရားတဲ့ဟောဒီလေးအတက်ကိုသင်ကြတဲ့ပုဂ္ဂိုလ်တွေလည်းပထမဘလို့သင်ရတယ်ပြီးမှဓာတ်ထက်ပူပြီးတော့ခက်တာကိုသင်ရတယ်ပြီးတော့မှခ
က်တဲ့ခက်တာတွေကိုတင်တယ်ပို့ကျွမ်းကျင်မှုအဆင့်ကိုရောက်တင်တယ်အစင်အတိုင်းကလေးသွားဘုန်းတို့စာသင်ပြီးဆိုရင်လည်းကာယခဝေသင်မုံကြီးဟာသူ့အစီအစဉ်တိုင်းလေးဘာလို့တော့သွားတာကဏ္ဍတက်တင်ပဲဆိုရင်လည်း1 2 3လေးပြီးမှမဟာပေါင်းနှုတ်အမြောက်အစဒီလိုသွားအစီအစဉ်တိုင်းလေးသွားအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရဲ့ဒီသာသနာမှာမြတ်စွာဘုရားဆုံးမထားတဲ့အဆုံးအမတွေဟာအစီအစဉ်တကျလမ်းစဉ်သိက္ခာစဉ်ရှိပါသလားသိက္ခာဆိုတာအကျင့်ကိုပြောတာအစီအစဉ်တကျကျင့်ရမယ့်အကျင့်တွေရှိပါသလားဆိုတော့မြတ်စွာဘုရားရှိတာပေါ့တဲ့ငါသာသနာငါအဆုံးအမမှာလည်းပဲအကုန်လုံးဟာလုပ်ငန်းစဉ်သိက္ခာစဉ်အစီအစဉ်တကျရှိတယ်တဲ့စိတ်ဝင်စားတယ်ကောင်းတယ်နော်ယောဂီတို့စိတ်ဝင်စားလားမသိဘူးအဲ့ဒါမြတ်စွာဘုရားကဗယံပရာဆုံးမထားတာမဟုတ်ဘူးအဲ့ဒါမြတ်စွာဘုရားဘယ်လိုလေးစအောင်တော့ဆိုတော့ပုံနာတဲ့ပထမဦးဆုံးယဟန်ပြုလာတဲ့ပုဂ္ဂိုလ်ကိုအလွန်ကျွမ်းကျင်လိမ္မာတဲ့မြင်းတိန်ဟာသူတိကိုရောက်လာတဲ့မြင်းရိုင်းကိုပထမဦးဆုံးတခါတည်းချုပ်ပြီးတော့နော်ပါဇက်နဲ့သူ့ကြိုက်မာတွေပြုတ်မာတွေခွာတဲ့ခုတ်မာတွေကိုမလုပ်အောင်သူ့ကိုပထမဦးဆုံးမလုပ်တော့ချုပ်ပြီးတော့ဇက်ခွန့်ပြီးတော့လိုသလိုရင်ကြီးအောင်ဆက်ပြီးတော့ဆုံးမအဲ့ဒါလိုပဲတဲ့ယဟန်ဖြစ်လာပြီဘုရားရဲ့အဆုံးအမကိုလိုက်နာတော့မယ်ဒါလူတွေနဲ့ရှင်ပြီးတော့မြတ်စွာဘုရားမဟုတ်ယဟန်တစ်ပါးနဲ့ရှင်ပြီးတော့ဟောတာပေါ့နော်ယဟန်ဖြစ်လာပြီရှင်ပထမဦးဆုံးဘာလို့ခိုင်းတော့ဆိုတော့ပါတိမောက္ခတံဝရသီလကိုလုံခြုံအောင်စောင့်ထိန်ခိုင်းတယ်ဟုတ်လားဒါမလုံးတဲ့ဘူးဒါမလုံးနဲ့ဒီလိုမပြောတဲ့ဘူးမပြောနဲ့ဟုတ်လားမလုံးတဲ့တာကိုမလုံးမိဖို့မပြောတဲ့တာကိုမပြောမိဖို့အသေးသေးသိရင်တော့ပါတိမောက္ခဘုံတို့ဘိက္ခုပါတိမောက်ဆိုတာရှိတယ်အဲ့ဒါကိုလေ့လာကြည့်ပေါ့ယဟန်နေကျင့်ရမယ်သိက္ခာပုဒ်220ခုနှစ်သွဲလို့ကြားဘူးတယ်မဟုတ်လားဒါမလုပ်ရဘူးအနည်းငယ်များသောအပြစ်ကိုဘေးလို့မြင်ရမယ်ဒီစကားလေးတွေကအလုံးမနှစ်သက်စရာကောင်းနော်ကိုချင်းသီလကိုဖြူစင်အောင်ဆောင်ထည့်ရမယ်အနည်းငယ်များသောအပြစ်ကလေးကိုဗါတဲ့တော့ဘေးကြောက်စရာကြီးလို့မြင်ရမယ်ဒါလေးကတော့ပြောပါတော့ပါဘူးလို့အဲ့လိုစိတ်ထားမျိုးမထားရဘူးတဲ့ဒါစပြီးတော့သင်တာမြတ်စွာဘုရားကနော်လုပ်ငန်းစဉ်ရှိတယ်သိက္ခာစဉ်ရှိတယ်ဆိုတာအဲ့ဒါကိုပြောတာဘယ်ကနေစတာတော့သီလကနေစတာနော်လူတယောက်အနေနဲ့ဆိုအဲ့ဒါ၅ပါးသီလအစအဲ့ဒါလိုသီလပြည့်စုံသွားပြီဆိုလို့ရှိရင်သူ့ကိုဘာဆက်ပြီးတော့သင်ပေးတော့ဘာဆက်ခိုင်းတော့ဆိုတော့ဣန္ဒြိယတံဝရဣန္ဒြေ6ပါးကိုစောင့်ထင်းရမယ်ဣန္ဒြေ6ပါးဆိုတော့ဘာလို့မျက်စိနာနာလျှာကိုယ်စိတ်မြင်လိုက်ရလို့စိတ်ထဲမှာရာဂဒေါသဖြစ်သွားတယ်ဆိုရင်အဲ့ဒီစိတ်ကလေးဟာပူလောင်သွားတယ်ပင်ပန်းသွားတယ်ဆင်းရဲသွားတယ်ကျွတ်တို့ကမသိလို့လားတခုခုကြားလိုက်ရလို့ကျွတ်တို့မက်မောသွားတယ်သို့မဟုတ်မကြည်မနှက်ဖြစ်သွားတယ်ဆိုရင်မက်မောမှုမကြည်မနှက်မှုဖြစ်သွားတော့ဒီစိတ်သည်ဆင်းရဲတယ်ပင်ပန်းတယ်ပူလောင်တယ်အဲ့ဒါကိုနားလည်ပြီးတော့ငါမြင်တိုင်းငါရဲ့စိတ်ကလေးကိုလောဘမီးမလောင်ဒေါသမီးမလောင်ငါမျက်စိကိုတတိတရားအဆောင်ထားပြီးတော့ငါစောင့်စည်းမယ်ဆိုတော့ကျင့်တယ်ကြားတိုင်းငါစိတ်ကိုလောဘဒေါသမောဟမီးမလောင်အောင်ငါကျင့်သုံးမယ်ဟောဒီငါနာကိုတတိဆိုတဲ့အဆောင်လေးချထားမယ်လို့ကျင့်သုံးတယ်ဣန္ဒြိယတံဝရဆိုအဲ့လိုပြောတာဟုတ်လားမြင်ရန်ကနေတဆင့်စိတ်နှလုံးပူလောင်ကြောင်းတွေဖြစ်ကြတာပဲမဟုတ်လားကြားရကနေတဆင့်စိတ်နှလုံးပူလောင်ကြောင်းတွေဖြစ်ကြတာမဟုတ်လားမြင်ချင်းကြားချင်းနမ်းရှူချင်းစားတော့ချင်းတွေးထိချင်းတွေးကြံချင်းအလင်းမရှိဘူးဆိုရင်ဘယ်လောဘဒေါသမောဟဘလို့ဖြစ်မလို့ဒီစားစဉ်းစားနော်မြင်မှုကြားမှုနမ်းရှူမှုစားတော့မှုတွေးထိမှုတွေးကြံမှုဒါကိုအကြောင်းပြုပြီးတော့ဝေဒနာဆိုတာဖြစ်ရတယ်ဝေဒနာကိုအကြောင်းပြုပြီးတော့မှရာဂဒေါသမောဟတွေဟာဖြစ်ကြတယ်နားလည်ရနော်ဒီဥစ္စာကိုဒါကြောင့်မလို့ဒီတကားပေါက်ကိုစောင့်စည်းဖို့ဟာအလွန်မှအခြေခံကြလို့သီလပြီးရင်ဆက်ပြီးတော့ဟောတာကအဲ့ဒီဣန္ဒြိယတံဝရမြင်ခြင်းကိုအကြောင်းပြုပြီးတော့လောဘဒေါသဖြစ်ခဲ့သည်ရှိတော့ငါစိတ်နှလုံးသည်အကုသိုလ်တရားကြောင့်ပူလောင်လေရာ၏ဒါကြောင့်မို့လို့အကုသိုလ်မဖြစ်အောင်ငါမျက်စိကိုငါစောင့်စည်းမယ်ဆိုတဲ့အတွေ့နဲ့စောင့်စည်းရမယ်အသေးစိတ်အမူအရာတွေလှတယ်အိုတယ်နှစ်သက်ဖွယ်မနှစ်သက်ဖွယ်ဒါမျိုးတွေနှလုံးမသွင်းပဲနဲ့မြင်တာကိုမြင်တယ်လို့ပဲမြင်တာကိုအယောင်မြင်တာလို့ပဲသူသဘောပေါက်တယ်ကြားတာကိုအတန်ကိုကြားတယ်လို့သဘောပေါက်တယ်အဲ့ဒီအတန်ကပြောပြတဲ့ထိုလိုတဲ့အဓိပ္ပာယ်တွေထိသူဆက်ပြီးတော့မတွေးဘူးအခုမြင်လိုက်တယ်ဆိုရင်အယောင်နေလို့ပဲသူကသိအောင်လုပ်တယ်ဒိဋ္ဌိဒိဋ္ဌမတ္တံသူတေတုဒ္ဓမတ္တံမြင်ကမျှကလေးကြားကမျှကလေးခုကျွတ်တို့ကမြင်လိုက်တယ်ဆိုရင်မြင်တဲ့နေရာတွေမရက်ဘူးဘလို့တော့အာသီလရှင်နေဒီထိကိုရက်သေးလားမရက်သေးဘူးဘယ်ကသီလရှင်ပုံစံကြည့်ရတာအချိုးမပြေဘူးအဲ့ဒီထိသွားမယ်နော်ဟုတ်လားအချိုးပြေတယ်ဆိုရင်လည်းမစိုးဘူး
အယောင်နေရသလားမရဘူးနော်သွားတာနော်ဇလန်းတွေကအမြဲတမ်းချဲ့တယ်မြတ်စွာဘုရားအဲ့လိုမသွားသေးခြင်းဘူးဒိဋ္ဌိဒိဋ္ဌမတ္တမြင်ငါမြကလေးမှာရက်နိုင်အောင်လို့ဆိုမြင်ငါမြကလေးမှာဘာကိလေသာမှမဖြစ်ဘူးသူကအဲ့ဒါဆက်ပြီးတော့လောဘဒေါသမောဟမဖြစ်အောင်လို့ပြောတာဒိဋ္ဌိဒိဋ္ဌမတ္တကျုပ်ကအဲ့ဒီတရားလေးကိုဟောမလို့လုပ်တာအဲ့ဒါချောင်းဆိုးနေတာနဲ့ तू ကပြီးပြင်းအသေးစိတ်ကလေးပြောမှကောင်းမဲ့တရားဆိုတော့သူ့ကိုတေးထားတာတစ်ချိန်ကြာတော့ပြီးပြင်းဟောရအောင်မယ်တော်တောင်ဖုံဖုံလေးလာထားတာရှိမာလူကြဗုဒ္ဓသုတ်တံတို့ဘာဟိယဓာတုစရိယဟောတဲ့ဒိဋ္ဌိဒိဋ္ဌမတ္တံဆိုပြောတယ်အရန်ကောင်းတဲ့တရားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်မြင်ကမျှကြားကမျှကျွတ်တို့ကမြင်ကမျှတယ်မရဘူးကြားကမျှတယ်မရဘူးကြားလို့ကြားလိုက်မှတော့မသိပါဘူးအဓိပ္ပာယ်တွေနဲ့တခါတည်းအကောင်းဆိုးသွားပြီးတော့ဘယ်ထိသွားတာတော့နှစ်သက်ခြင်းမနှစ်သက်ခြင်းထိသွားတာနှစ်သက်ခြင်းမနှစ်သက်ခြင်းဆိုတာကြမ်းထမ်းတဲ့ယုံရင်းတဲ့ပူလောင်တဲ့ပင်ပန်းတဲ့တကယ်ကဟုတ်လားအဲ့ဒါမြတ်စွာဘုရားကအဲ့ဒါကိုသင်ပေးတာမြင်လိုက်ပြီဆိုရင်အသေးစိတ်တွေကိုရှောက်ပြီးတော့မစင်သားနဲ့ကြိုက်စရာတွေမုန်းစရာတွေထိရောက်အောင်မစင်သားနဲ့ဒါအယောင်ကိုမြင်တာဒီနားတင်ရက်ကြားလိုက်တယ်ဆိုရင်လို့ရှိရင်အတန်ပဲဒါအကောင်းဆိုးတွေပြောနေတဲ့အဓိပ္ပာယ်တွေကိုမသွားစေနဲ့အသေးစိတ်နမိတ်အမူအရာတွေကိုလိုက်ပြီးတော့နှလုံးမသွင်းနဲ့ငငယ်အဲ့ဒီစာကိုဖတ်ကြည့်တယ်နားကိုမလဲဘူးအခုကြီးလာမှရေးလေးသဘောပေါက်အဲ့လိုပဲအနံ့အရသာအတွေ့အထိအတွေ့အကြံအာယုံ6ပါးနဲ့ကျွတ်တို့ခန္ဓာနဲ့အမြဲတမ်းတွေ့ထိပြီးတော့ခံစားမှုတွေဖြစ်ရင်းနဲ့ဇလန်းတွေကအမြဲတမ်းမလုပ်နေတာတော့ရှုပ်နေတာအမြဲတမ်းဇလန်းရှုပ်နဲ့ကျွတ်တို့ကမလုပ်နေတော့နေကြတာနော်အဲ့ဒါကိုမရှုပ်နဲ့ဒီတကားဘက်ကနေထိုင်ပြီးတော့ရှင်းလို့ခိုင်းမြတ်စွာဘုရားအဲ့ဒါမလုပ်တာတော့အိန္ဒိယတံဝရပါတိမောက္ခတံဝရသီလအိန္ဒိယတံဝရသီလအဲ့ဒါပြီးတော့မြတ်စွာဘုရားဘာဆက်ဆုံးမအောင်ဆိုတော့အစာအသောက်မှာအတိုင်းရှိကိုသိရမယ်လုပ်ငန်းစဉ်ရှိတယ်သိက္ခာစဉ်ရှိတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ဒါကြောင့်လူတယောက်အနေနဲ့လည်းပဲဒါလေးကိုနီးယူပြီးတော့လုပ်ရမယ်ပထမ၅ပါးသီလပြည့်စုံအောင်စောင့်ထိန်ပြီးရင်ပါတော့မျက်စိနာနာလျှာကိုစိတ်ကိုစောင့်ထိန်ဟုတ်လားပြီးရင်ပါတော့အစာအသောက်ကိုစောင့်ထိန်တတိထားမတည့်တာမစားနဲ့အဲ့ဒီကစအများကြီးမစားနဲ့နော်တဲ့တိုင်းလည်းပဲအများကြီးစားရင်ဒုက္ခဖြစ်နိုင်တယ်ဉာဏ်နဲ့ဆင်ခြင်ပြီးတော့စားရမယ်အဲ့ဒါတော့သူအရေးပါဆုံးပဲအဲ့ဒါဣတိစားပွဲအမဲကိုဆိုတဲ့လင်္ကာလေးဟာဉာဏ်နဲ့ဘလို့ဆင်ခြင်ရမလဲဆိုတာကိုဖော်ပြတဲ့စကားလုံးတွေပဲအဲ့ဒါရွတ်တဲ့အခါစိတ်ကလေးစိုက်ပြီးတော့နားလည်မှုကလေးနဲ့ရွတ်ကြည့်ပါနော်အဲ့ဒါကိုမြတ်စွာဘုရားတတိယအနေနဲ့မလုပ်ပေးတော့သင်ကြားပေးတယ်ဘောဇနာမတ္တညုတာတဲ့အဲ့ဒါသင်ကြားပြီးရင်ဘာဆက်သင်မလို့ဆိုတော့ဇာဂရိယာနုယောဂဟောနိုးချမှုရှိအောင်ကြိုးစားတာညင်300ရန်ရှိတယ်100ရန်ပဲအိတ်တယ်ကျန်တဲ့တနေကုန်လုံးဆိုတာမပြောတော့နဲ့နော်ဒီလေအောင်ဆက်တဲ့ဣရိယာပုကိုတတ်နိုင်နေမြနဲအောင်ဌိနမိတ်တာကိုတိုက်တာသူကဟုတ်လားဘလို့လေးမြတ်စွာဘုရားဟောလို့ဆိုတော့သွားရင်းနဲ့ဖြစ်တဲ့ကိလေသာကိုသွားရင်းနဲ့ပဲပယ်တတ်နိုင်အောင်ကြိုးစားမယ်ထိုင်ရင်းဖြစ်တဲ့ကိလေသာကိုထိုင်နေရင်းနဲ့ပဲပယ်တတ်နိုင်အောင်ကြိုးစားမယ်ဟုတ်လားအလွန်မှဒီနိုးချမှုနဲ့စိတ်ကိုညှဉ်းနှွမ်းမှုမဖြစ်အောင်ကြိုးပမ်းအားထုတ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားစရုထအနေနဲ့မလုပ်ပေတော့သင်ပေးတယ်တဲ့ဇာဂရိယာနုယောဂအဲ့လို၄ခုမြောက်သင်ပြီးတဲ့အခါမှာမြတ်စွာဘုရားဘာဆက်ပြီးတော့သင်တော့ဇာဂရိယာနုယောဂပြီးတော့မှမြတ်စွာဘုရားတတိတံစဉ်အဲ့ဒီသုတ်တန်ထဲမှာဘာကိုဖော်ပြထားတာတွေ့ရတော့ဘာကိုဟောထားတာကိုတွေ့ရတော့ဆိုတော့မဟာသတိပဋ္ဌာန်သုတ်တန်ထဲမှာလာတဲ့တံစဉ်ညပပကိုအဲ့ဒီထဲမှာထည့်သွင်းပြီးတော့ဟောထားရှေ့တက်တယ်နောက်ဆုတ်တယ်တဲ့ကြည့်တယ်တစောင်းကြည့်တယ်ငုံတယ်မော့တယ်ကိုွေးတယ်ဆန့်တယ်အစားတောက်တွေကိုစားတယ်တောက်တယ်ကျင်းကြီးကျင်ငယ်စွန့်တယ်အဝတ်စားတွေကိုဝတ်ဆင်တယ်အိတ်တယ်နှိုးတယ်စကားပြောတယ်တိတ်တိတ်နေတယ်ဘုံဘုံတို့နိုးချနေတဲ့အချိန်တိုင်းမှာပုံစံတစ်မျိုးမျိုးနဲ့အလုပ်တစ်ခုကိုလုပ်ပြီးတော့ဘုံဘုံတို့တွေဟာနေကြတာမရှိဘူးလားရှိတယ်အဲ့ဒီအနေအထားတွေကိုရုပ်စွာဆိုမျက်တောင်ခတ်တာကစားသိအောင်သူမလုပ်တော့ကြိုးစားတယ်တမ္ပဇာနာကာရီဟောတိတိလျက်ပြုဖို့သူကြိုးစားအထုတ်တယ်ဟောတဖြည်းဖြည်းနဲ့မဖြစ်လာတော့မြင့်လာတယ်နော်မြတ်စွာဘုရားရဲ့အဆုံးအမသီလအနေစားတဲ့အိန္ဒိယကိုစောင့်ထရမယ်အစားအသောက်ကိုအတိုင်းရှိသိရမယ်နိုးကြမှုရှိရမယ်ခုပါတော့တတိတံပစဉ်တရားဖြင့်အစသအရာရာအချိန်တိုင်းမှာကိုအပြစ်ကင်းအောင်ကြိုးစားရတယ်တတိတံပစဉ်ရှိနေဘယ်တော့မှအပြစ်ရှိတယ်ဆိုတာမ
မရှိဘူးတတိကင်းလို့အပြစ်ဆိုတာဖြစ်ရတာဆင်ញင်မှုကင်းလို့အပြစ်ဆိုတာဖြစ်ရတာအဲ့လောက်ထိနေလာပြီဆိုလို့ရှိရင်ဘာဖြစ်လာတော့အလွန်မှဒီလူရဲ့ဘဝဖြစ်စဉ်ဒီလူရဲ့စိတ်အစဉ်ဟာစင်ကြယ်လာပြီဆိုတာမရိပ်မိနိုင်ဘူးလားရိပ်မိနိုင်တယ်အဲ့လိုမျိုးသင်ပြီးပြီဆိုတော့မှမြတ်စွာဘုရားကယဟန်လာစိတ်ငြိမ်ရမှာနေနိုင်အောင်ကြိုးစားဟောလာပြီနော်ဟိုပိုင်ရှင်မရှိတဲ့နေရာတွေဟိုကောက်ရွေးပုံတွေဂူတွေလက်သစ်ပင်အောက်တွေလူသူလေးပါကင်းစိတ်တဲ့နေရာမှာနေဖို့မြတ်စွာဘုရားဆက်ပြီးတော့ဆုံးမတယ်ဒါလည်းပဲအရေးပါတယ်လို့ဘုန်းဘုန်းတို့စဉ်းစားသင့်တယ်နော်လူတယောက်အနေနဲ့လည်းပဲနော်အပေါင်းဖော်ပေါ့အဓိကတမဲ့တွေကကိုယ့်ရဲ့စိတ်ကိုအနှောင့်အယှက်ပေးတာထက်သက်ရှိတွေကအနှောင့်အယှက်ပေးတာကသာလေအလွန်ပဲများတယ်ဟုတ်လားသက်ရှိနေတဲ့တဲ့နေရာမှာနေနိုင်လေလေအကောင်းဆုံးဖြစ်လေလို့ဘုံဘုံဒါလက်တွေ့ကြကြစဉ်းစားကြည့်ရပါနော်ခုဒီမှာမြတ်စွာဘုရားတော့ဘာလို့သုံးတော့စိတ်ငြိမ်ရာတောကြောင်းနေမှာတောထဲမှာနေနိုင်အောင်ကြိုးစားတဲ့မြို့ရွာမှာနေပြီးတော့ဇံရနေတဲ့ပုဂ္ဂိုလ်ကိုထက်တောထဲမှာငိုက်မီးနေတဲ့ရဟန်းကိုငါပို့ပြီးတော့နှစ်သက်တယ်လို့မြတ်စွာဘုရားဟောတယ်မြို့ရွာမှာဇံရနေတဲ့ပုဂ္ဂိုလ်မကြခင်အဲ့ဒီဇံပြတ်သွားတဲ့အကြောင်းရှိတယ်တောထဲမှာငိုက်မီးနေတဲ့ရဟန်းကမကြခင်မှာဇံရလာစရာအကြောင်းရှိတယ်နော်မြတ်စွာဘုရားစိတ်ငြိမ်ရာတောရက်ကိုနှစ်သက်တယ်ဆိုတဲ့နော်ဒေသနာတွေကိုပြောရရင်ဆုံးမှာမဟုတ်ဘူးနော်ဒါမြတ်စွာဘုရားရဲ့သိက္ခာစဉ်ရှိတယ်လုပ်ငန်းစဉ်ရှိတယ်ဆိုတာဒါပြောတာနော်အဲ့လိုမျိုးနေရင်လည်းဟောနောက်သူဘာလုပ်တော့စိတ်နှလုံးကိုနော်အမှန်တရားစီကိုမရောက်အောင်ချမ်းသာမှုစီကိုမရောက်အောင်တားဆီးတတ်တဲ့ပိတ်ပင်တတ်တဲ့နိဝရဏတရားတွေကင်းကွာသွားအောင်သူဘာဝနာတရားတစ်မျိုးမျိုးကိုကြိုးစားအထုတ်တယ်နိဝရဏတရား၅ပါးတဲ့နော်ကာမပေါ်မှာဖြစ်နေတဲ့အလိုဆန္ဒကာမအာယုံ၅မျိုးနှစ်သက်ဖွယ်ကောင်းတဲ့အယောင်အတန်အနတ်အရသာအတွေ့အထိဟုတ်လားဒါတွေရဲ့အပေါ်မှာနော်အလိုဆန္ဒတွေဖြစ်နေကာမိဆန္ဒအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြဖြစ်နေဗျာပါဒနော်ငြိမ်ငြိမ်လေးနဲ့နေလိုက်ရောဘာကအရင်ပေါက်ချလာထိနာမိတ်တာအရင်ပေါက်ချနော်ကျုပ်အမျိုးထဲမှာတောင်ရှိတယ်တရားနာတော့မှဆိုရင်ဩဃာတတောင်မဆုံးသေးဘူးလက်ဥကအောက်ငိုက်ကြသွားတယ်ဩဃာတတောင်မဆုံးသေးဘူးနော်တရားအဲ့ဒါဘလောက်ထိသူတို့လည်းသိတယ်သူတို့ကိုသူတို့သိတယ်ဘုံဘုံရဲ့ဥစဉ်ရဲ့ကျုပ်ဥစဉ်လိုပဲခေါ်ရပါတယ်ဥစဉ်ရဲ့ဆိုးလိုက်တဲ့စိတ်တရားလည်းပြီးရောတာလူလည်းခေါ်ပြီးရောကြီးလင်းနော်စိတ်တွေကအဲ့ဒါလို့ဟုတ်လားအဲ့တော့ဌိနမိတ်တာကလည်းငြိမ်ပြီဆိုတာနဲ့တချို့ဘာဖြစ်လာတော့ဝင်းလာတယ်သူ့လည်းပေါ့မတွက်နဲ့အာယုံကိုကောင်းကောင်းကန်းကန်းမသိဘူးထိုင်မှိုင်းနေတာနဲ့ပဲအချိန်ကုန်သွားတာဟုတ်လားပြီးတော့ဗါလဲတော့ဥဒိစ္စကုတ်ကုတ်စတောင်တွေးမြောက်တွေးနေဘာတွေးလို့တွေးမှတော့မသိဘူးတကယ်အယူလို့ပဲဘာဥဒိချက်မှလည်းမရှိဘူးပြီးတော့ဘယ်ရောက်သွားတော့ဆိုတော့နောင်တတွေရောက်သွားတယ်ငါကောင်းတာလည်းမလုပ်ရဘူးလှုပ်ဆိုတော့လည်းလှုပ်တာမဟုတ်မလှုပ်ရဘူးဆိုတော့လည်းတွေးပြီးတော့စိတ်ကချမ်းသာသလားမချမ်းသာဘူးမကောင်းတာတွေကလည်းလှုပ်ထားလိုက်တာမိမိရောနေခဲ့တာလည်းကြာလာပြီဘာတွေရနေရတော့နောင်တတွေရတယ်နောင်တကစိတ်ကိုရှို့မှာနော်ဘာခေါ်တော့ကုတ်ကုတ်ဆပြန့်လွင်မှုနဲ့နောင်တကြောင့်ပူလောင်မှုဆိုတဲ့ဥဒိစ္စနဲ့ကုတ်ကုတ်ဆကိုတွဲပြီးတော့မြတ်စွာဘုရားဟောဟုတ်လားပြီးတော့ဗါတော့ဝိသိကိစ္စတန်တရားရဲ့နှိပ်စက်ခြင်းကနေလွတ်ကင်းအောင်လည်းပဲကြိုးစားတယ်ဝိသိကိစ္စနိဝရဏဆိုတဲ့အညစ်အကြေးမဝင်အောင်လည်းကြိုးစားတယ်အဲ့ဒါဘာဝနာတရားတစ်မျိုးမျိုးကိုဘုံဘုံတို့တကယ်လက်ကင်ထားပြီးတော့စောစောကအည်အသွေးတွေပေါ်မှာအခြေခံရက်တည်ပြီးတော့မှကြိုးစားတာနော်တီလာရဲ့အိန္ဒြေကိုစောင့်စည်းတာရဲ့အစားတောက်မှာတိုင်းရှိသိတာရဲ့နိုးကြမှုရှိတာရဲ့တတိတံစဉ်တရားလက်ကင်ထားတာရဲ့စိတ်ငြိမ်ရာမှာချင်းကပ်ပြီးတော့နေတာရဲ့ကောင်းဖို့အတွက်အလွန်ကိုပဲဘာဖြစ်နေတော့အယံသင်းဖြစ်နေပြီကျွတ်တော့တခါလေအဲ့ဒီအယံသင်းကိုမတီဆော်ဖဲနဲ့နော်အမြင့်တဲ့အမှဲ့ရနို့လောက်တာတွေကလည်းရှိသေးတယ်ဟုတ်လားနော်အခြေခံကမပါဘူးအခြေခံကမပါတော့ဘာဖြစ်သွားတော့အပေါ်ရောက်မယ်လို့မှမကြံသေးဘူးပြိုကျသွားပြီဒီလိုဖြစ်တတ်တယ်နော်ဒါကြောင့်အစီအစဉ်လေးတိုင်းသွားတာခုနပုံနာကြီးပေးတဲ့ဥပမာသတိထားနော်လေကားတက်လေးတွေသူတက်လာတယ်အဲ့ဒီတွေကသူမြတ်စွာဘုရားကိုမေးမယ်လို့စိတ်ကူးနေတာနဲ့တူတယ်ဟုတ်လားတစ်ထစ်ပြီးတစ်ထစ်တက်လာတယ်နော်ပထမလေကားစဉ်မတက်ဖဲနဲ့တတိယလေကားတဲ့ပြင်စမလေကားတဲ့ခုံးကြော်တက်ချင်လို့ရမလားမရဘူးဒါလည်းစဉ်းစားနော်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒါလိုဘာဝနာတရားတစ်မျိုးမျိုးကိုအဲ့ဒီယဟန်ပွားများလို့
နိဝရဏတရားကင်းကွာသွားတဲ့အချိန်မှာသူ့ရဲ့စိတ်ထဲမှာဝိတဝိစာရပိဋိဒုက္ခဧကကတာလို့ဆိုတယ်နော်ဉာဏ်စီသုံးသပ်မှုနဲ့တကွနှစ်သက်မှုချမ်းသာမှုတည်ငြိမ်မှုဒီအင်္ဂါ9ရပ်နဲ့ပြည့်စုံတာကိုဘယ်လိုခေါ်တော့ပထမဇတ်အလွန်မှချမ်းသာတဲ့အနေအထားတရားကိုသူတက်သွားတယ်ဗောနော်မြင်လို့ကြားလို့စားတော့ရလို့တွေ့ထရလို့ဖြစ်တဲ့ချမ်းသာထက်သာလွန်တဲ့ချမ်းသာသည်ကိုသူဘယ်လိုသွားတော့တက်သွားတယ်ဆက်ပြီးတော့ကြိုးစားတဲ့အခါမှာဝိတ္တဝိစာရကြံထမ်းတယ်ကြံစည်းနေရတာသုံးသပ်နေရတာကိုသာကြံထမ်းတယ်ပီတိဒုက္ခဧကကတနှစ်သက်မှုချမ်းသာမှုတည်ငြိမ်မှုတတ်နိုင်ကလေးနဲ့နေနိုင်တယ်ဒုတိယဇာနော်ပိုကောင်းတာနော်ပီတိနှစ်သက်နေရတယ်ဆိုတာကွာသာလှုပ်ခတ်နေတယ်သူ့ကိုပယ်နိုင်အောင်သူကြိုးစားတယ်ဒုက္ခဧကကတနှစ်ခုတည်းနဲ့သွားတယ်တတိယဇာနဲ့အလွန်ကောင်းတဲ့ချမ်းသာတယ်ဟုတ်လားဒုက္ခချမ်းသာတယ်ဆိုတာဥပိ္ပခာလောက်ငြိမ်သက်တာမဟုတ်ဒုက္ခလည်းလှုပ်ခတ်တဲ့သဘောရှိနေတယ်နော်ချမ်းသာမှုဟာရောက်ရက်ခတ်မှုနဲ့နီးကပ်ဥပိ္ပခာလောက်မြင်မာမှုမရှိဘူးဒါကြောင့်ဥပိ္ပခာဧကကတာနော်လေးလျူရှုမှုတည်ငြိမ်မှုနဲ့သူကသွားပြန်တယ်အဲ့ဒါကိုဘာလို့ခေါ်တော့စတုထဇံတဲ့အဲ့ဒီဇံရပြီးတော့နေကြတဲ့ငါရဲ့တပိတာဝကယဟန်နေရှိတယ်အဲ့ဒါကျင့်စေပဲရှိသေးတယ်တဲ့ဆက်ပြီးတော့ကျင့်လို့နောက်ဆုံးနော်ပူဇော်အထုကိုခံတိုက်တဲ့အနေထားပူဇော်တာကိုခံတိုက်တဲ့အနေထားကိလေသာအလုံးကင်းသွားလို့အသောတရားတွေအကုန်လုံးငြိမ်းသွားပြီကုန်းသွားပြီဆိုတဲ့အနေထားတည်းရလဲရှိတယ်အဲ့ဒီကြတော့မှသူတို့ဟာပန်းတိုင်ကိုရောက်သွားတာအဲ့ဒါငါသာသနာမှာလည်းပဲသိက္ခာစဉ်လုပ်ငန်းစဉ်ဆိုတာရှိတယ်လို့မြတ်စွာဘုရားအဲ့လိုမျိုးအသေးစိတ်အဲ့ဒီပုံနာကိုဟောအဲ့လိုဟောတဲ့အချိန်မှာပုံနာကဘာပြောလို့ဆိုတော့မြတ်စွာဘုရားတဲ့အဲ့လိုဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တပိတာဝကတွေအကုန်လုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကြပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးနိဗ္ဗာန်ရောက်သွားကြရောလားတဲ့နော်အကုန်လုံးနိဗ္ဗာန်ရောက်ကြသလားတချို့တော့မရောက်ဖဲမြန်ရှိနေသလားအဲ့ဒါမြတ်စွာဘုရားအကုန်လုံးတော့ရောက်မသွားဘူးတဲ့ဟုတ်လားအကုန်လုံးရောက်မသွားဘူးတဲ့ဒီတွေကဘယ်နှယောက်လောက်မြန်ကျုပ်တို့မျှော်နေရမလဲဟင်အကုန်လုံးတော့ရောက်မသွားဘူးတဲ့တချို့တော့ရောက်မသွားဘူးတဲ့အဲ့တော့ပုံနာကဘာပြောလို့ဆိုတော့သူပြောတဲ့စကားအပြန်ဖြေဖို့နည်းနည်းခက်တယ်မြတ်စွာဘုရားတဲ့နိဗ္ဗာန်ကလည်းသေချာပေါက်ရှိတယ်လို့ဆိုတယ်နိဗ္ဗာန်ကိုရောက်စေတဲ့လမ်းကလည်းရှိနေတယ်နိဗ္ဗာန်ကိုရောက်အောင်လမ်းကိုမှန်မှန်ကန်ကန်ညွှန်ပြတဲ့အရှင်ဘုရားလည်းရှိနေတယ်နိဗ္ဗာန်လည်းရှိတယ်လမ်းလည်းရှိတယ်ညွှန်ပြသူလည်းရှိတယ်အဲ့ဒီသွားတဲ့လူကဒါတွေရှိပါလဲနဲ့ဘာလို့မရောက်တာတော့တဲ့ဟောအဲ့ဒီကြတော့မြတ်စွာဘုရားကနော်အကျွမ်းကျင်ဆုံးမှာစကားပြောတဲ့နေရာမှာမြတ်စွာဘုရားရဲ့သုတ်တန်ဒေသနာတွေကိုလေ့လာကြည့်ရင်ဒါဟာဘုရားမှာဘုရားပဲဆိုတာကိုဘုန်းဘုန်းတို့အလို့အလျောက်တရားတရားဟာဖြစ်လာပါတယ်မြတ်စွာဘုရားအလွန်မှကျွမ်းကျင်တော်မူတယ်တော့ဘာပြောဆိုပုံနာတဲ့အဲ့လိုဆိုရင်တင့်ဟိုပဲငါမေးမယ်တဲ့ဟုတ်တယ်တချို့မေးခွန်းတွေကတောက်လျှောက်မဖြေနဲ့သူပြန်မေးဟုတ်လားပြန်မေးခြင်းအဖြစ်ဖြေပြီးသားဖြစ်သွားတာရှိတယ်တင့်ဟိုပဲပြန်မေးမယ်တဲ့သင်သဘောကျတယ်လို့ပြောတဲ့သင်ဒီတာဝဋ္ဌိကနေရာဇဂိုကိုသွားတဲ့လမ်းကိုသင်ကြွကျင်ကျင်သိသလားမှန်သိပါတယ်ဗျာအဲ့လို့ဆိုရင်တစုံတစ်ယောက်ကရာဇဂိုမျိုးကိုသွားကျင်တယ်ဆိုရင်သင်လမ်းညွှန်နိုင်မလားညွှန်နိုင်ပါတယ်ဗျာတပည့်တော်မကြာခဏသွားနေတဲ့လမ်းတွေဘာမှမညွှန်နိုင်စရာမရှိပါဘူးရာဇဂိုမျိုးသွားရမယ့်လမ်းကိုတပည့်တော်အလွန်ကျွမ်းကျင်ပါတယ်လမ်းညွှန်နိုင်ပါတယ်အဲ့လို့ဆိုရင်သင်ကိုလူတစ်ယောက်ကလမ်းလာမိတယ်သင်ကလည်းလမ်းညွှန်နေဒီကနေဒီသွားဟိုရောက်မယ်ဟိုကနေဆက်သွားရင်လမ်းဘလို့ခွဲလေးတွေတွေးမယ်နော်အဲ့ဒီမှာနောက်ဆုံးမြို့အဝင်ဏီကုန်းရွာကိုတွေးမယ်ဆက်သွားလို့ရှိရင်အလွန်ပြောစရာကောင်းတဲ့ရေကန်ကြီးတွေဥယျာဉ်ကြီးတွေတွေးပြီးတော့မြို့ကြီးကိုတွေးလိုက်မယ်လို့သင်ကလမ်းညွှန်လိုက်တယ်အဲ့ဒီလူကသင်ညွှန်တဲ့အတိုင်းမသွားဘဲနဲ့သွားတယ်လည်းပဲအဆုံးအောင်မသွားဘဲနဲ့လမ်းတစ်ဝက်တင်ပြန်လာတဲ့ဒါမှမဟုတ်သင်မသွားနဲ့ဆိုတဲ့လမ်းကွဲတွေကိုသွားတယ်သင်သွားဆိုတဲ့လမ်းကိုမသွားဘူးဆိုရင်အဲ့ဒီလူရောက်မလားတဲ့မရောက်ဘူးနောက်တစ်ယောက်ကတော့သင်ညွှန်တဲ့အတိုင်းသွားတယ်တကယ်ကိုပဲလိုက်နာကျင့်သုံးတယ်သင်ပြောတဲ့အတိုင်းစကားကိုတသွေးမတိန်နားထောင်ပြီးတော့သွားလိုက်တယ်ဆိုရင်အဲ့ဒီလူကတော့ရောက်မလားရောက်မယ်တဲ့ဟာတယောက်ကမရောက်ဘူးတယောက်ကရောက်တယ်ဘာလဲရာဇဂိုမျိုးကြီးလည်းရှိနေပါလှဲ့ခင်နဲ့ရာဇဂိုမျိုးကိုသွားတဲ့လမ်းကလည်းထင်ရှားရှိနေပါလှဲ့ခင်နဲ့လမ်းညွှန်တတ်တဲ့သင်လည်းရှိနေပါလှဲ့နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲတဲ့ဟုတ်လားအဲ့တော့ဘုံနာကဘာပြောဆိုမြတ်စွာဘုရားတဲ့တပည့်တော်ကဘာတတ်နိုင်မှာတော့တဲ့တပည့်တော်ကလမ်းမယ်ညွှန်နိုင်တာတဲ့ရောက်တာမရောက်တာကသူတို့တန်းတန်းမတ်မတ်သွားမှရောက်မှာပေါ့တဲ့တန်းတန်းမတ်မတ်မသွားဘယ်ရောက်မှာတော့သူတို့ရောက်ချင်းမရောက်ချင်းကိစ္စတပည့်တော်မတတ်နိုင်ဘူးတဲ့တပည့်တော်ကလမ်းမယ်ညွှန်ရတာလမ်းညွှန်သူပါ
အဲ့တော့မြတ်စွာဘုရားလည်းဘာပြောဆိုပုံနာတဲ့ငါလည်းလမ်းမဲညွှန်နိုင်တာထို့လက်ဆွဲပြီးတော့ခေါ်တော့လို့ရတာမဟုတ်ဘူးနော်လမ်းမဲညွှန်နိုင်တာဟုတ်လားအဲ့တော့ဘယ်နှစ်ယောက်ရောက်ပြီးတော့ဘယ်နှစ်ယောက်လမ်းလွဲရောက်သွားမလဲဆိုတာတော့သွားတဲ့လူတွေပေါ်မှာပဲမူတည်မယ်ပေါ့နော်အဲ့တော့ဒါကစက္ကန့်မွေးနောက်ဆုံးနေ့ကလေးဟုတ်လား9ရက်တိုင်နဲ့အလုပ်တွေလုပ်ခဲ့ကြတယ်ဟိုကြားထဲမှာကျုပ်တခါလာပြီးတော့ပြောတာဥမာလေးမှတ်ဉာဏ်ကောင်းတဲ့ယောဂီတွေဆိုသိလိမ့်မယ်တင့်လျော်တဲ့ဆေးဝါးဓာတ်စာကိုရသည်ဖြစ်စီမရသည်ဖြစ်စီတင့်လျော်တဲ့ဆေးဆရာကိုရသည်ဖြစ်စီမရသည်ဖြစ်စီတင့်လျော်တဲ့သူနာပြုကိုရသည်ဖြစ်စီမရသည်ဖြစ်စီယောဂပျောက်ကိုပျောက်သွားမယ်လူနာကတစ်မျိုးတင့်လျော်တဲ့ဆေးဆရာတင့်လျော်တဲ့ဆေးဝါးတင့်လျော်တဲ့ဓာတ်စာတင့်လျော်တဲ့သူနာပြုကိုရသည်ဖြစ်စီမရသည်ဖြစ်စီပျောက်ကိုမပျောက်ဘူးသေကိုသေမဲ့ဆိုတဲ့လူနာကတစ်မျိုးတင့်လျော်တဲ့ဆေးဝါးတင့်လျော်တဲ့ဓာတ်စာတင့်လျော်တဲ့သူနာပြုကိုရရင်ယောဂပျောက်မယ်တင့်လျော်တဲ့ဆေးဝါးတင့်လျော်တဲ့ဓာတ်စာဆေးရဟုတ်လားတင့်လျော်တဲ့သူနာပြုကိုမရဘူးဆိုရင်ယောဂမပျောက်ဘူးဆိုတဲ့လူနာကတစ်မျိုးတဲ့လူနာဘယ်နှမျိုးတော့သုံးမျိုးတင့်လျော်တဲ့ဆေးဝါးဓာတ်စာရမရတချို့ကသေမှာတင့်လျော်တဲ့ဆေးဝါးဓာတ်စာရမရတချို့လူနာကပျောက်မှာဟုတ်လားတချို့လူနာကြတော့အဲ့လိုမဟုတ်ဘူးတင့်လျော်တဲ့ဆေးဝါးဓာတ်စာဆေးရတွေရရင်ပျောက်မယ်မရရင်မပျောက်ဘူးအဲ့လိုတတိယမြောက်လူနာအတွက်တင့်လျော်တဲ့ဆေးဝါးဓာတ်စာတွေဆေးဆရာတွေသူနာပြုတွေဆိုတာလိုအပ်တယ်တဲ့လူနာ၃မျိုးနဲ့ဥမာပေးတာနော်မြတ်စွာဘုရားအဲ့လိုပဲတတ္တဝါတွေထဲမှာနော်မြတ်စွာဘုရားကိုဖူးမြော်ရမှာမြတ်စွာဘုရားရဲ့တရားကိုနာရမှာနော်မြတ်စွာဘုရားရဲ့တရားတွေကိုနာရသည်ဖြစ်စေမြတ်စွာဘုရားရဲ့တရားကိုမနာရသည်ဖြစ်စေဘုရားကိုဖူးရသည်ဖြစ်စေမဖူးရသည်ဖြစ်စေနော်အကျွတ်တရားရမယ့်တတ္တဝါကတစ်မျိုးနော်တရားနာရသည်ဖြစ်စေဘုရားဖူးရသည်ဖြစ်စေမဖူးရသည်ဖြစ်စေတရားမနာရသည်ဖြစ်စေဘလို့နေကြွကိုမကြွဘူးဘာသိဉာဏ်မှရကိုမရဘူးဆိုတဲ့တတ္တဝါကတစ်မျိုးနော်ဘုရားဖူးရမယ်ဆိုရင်တရားနာရမယ်ဆိုလို့ရှိရင်တရားလူတရားမြတ်ရမယ်ဘုရားမဖူးရဘူးတရားမနာရဘူးဆိုရင်တရားမရနိုင်ဘူးဆိုတဲ့တတ္တဝါကတစ်မျိုးတဲ့တတ္တဝါလည်းဘယ်နှမျိုးရှိတော့၃မျိုးရှိတယ်နော်အချုပ်ပြောရရင်တရားနာရသည်ဖြစ်စီမနာရသည်ဖြစ်စီတရားသူရနိုင်တဲ့လူရှိတယ်တရားနာရသည်ဖြစ်စီမနာရသည်ဖြစ်စီတရားသူမရနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဟာတရားနာရမှရမှာတရားမနာရရင်မရနိုင်ဘူးဆိုတဲ့လူကလည်းရှိတယ်အဲ့ဒီတတိယမြောက်လူအတွက်တရားဟောကြရတာတဲ့ဟုတ်လားအဲ့ဒီဥမာလေးကျုပ်ဘယ်နေ့ရတော့လာတီးပြီးတော့ဒီကိုလာပြီးတော့ယောဂီတို့ပြောတယ်လေဖုံပြောသည်ဖြစ်စီမပြောသည်ဖြစ်စီအချိုးကိုမပြင်းဘူးဆိုတဲ့ယောဂီကတစ်မျိုးလူနာ၃မျိုးနဲ့ဥပမာကျုပ်ကောင်းနဲ့ပေါ်လာတာပါလေဥမာကဟုတ်လားလူနာ၃မျိုးနဲ့ရှင်းပြီးတော့ဟုတ်လားခုကောင်းလှုပ်မလှုပ်မနဲ့ပြန်မနဲ့ဆိုရင်ဘာလုပ်ကြရတော့ပြန်တော့မှာကျင့်တဲ့မှုဘယ်တိုင်းတာထိရမလဲဆိုတာကဒီ9ရက်အတွင်းကိုဘလို့နေကြတယ်လဲဆိုတာပေါ်မှာမူတည်မှာဟုတ်လားနော်အဲ့တော့ဘုံဘုံတို့ပြောမပြောအချိုးကိုမပြင်းဘူးဆိုတဲ့ယောဂီကတစ်မျိုးဘုံဘုံတို့ပြောမပြောပင်ကိုကစကောင်းနေတယ်ဘာမှပြောစရာကိုမလိုဘူးဆိုတဲ့ယောဂီလည်းပါတယ်ဟုတ်တယ်မဟုတ်လားဘာမှကိုပြောစရာမလိုဘူးနော်ကောင်းလိုက်ဘူးလားအဲ့လိုလူတွေရဲဆိုရင်တော့အရန်ကိုအဆင်ပြေမှာပေါ့မဖြစ်နိုင်ပါဘူးအဲ့လိုရပါနော်အဲ့တော့ဘုံဘုံတို့ပြောလို့ရှိရင်ပြင်ပဲမပြောရင်တော့အမှတ်တမဲ့ပဲဆိုတဲ့ယောဂီမျိုးကမပါဘူးလားအဲ့လိုလူမျိုးအတွက်ပြောရတာအဲ့တော့ဘုံဘုံကဘာတွေပြောနေတာတော့လူနာ၃မျိုးဟုတ်လားဘာနဲ့ဆက်ပြီးတော့ပြောတာတော့ခုနလမ်းညွန်လိုက်တယ်နော်ရာဇဂိုမျိုးကြီးလည်းရှိနေတယ်သွားတဲ့လမ်းလည်းရှိနေတယ်ကျွမ်းကျင်တဲ့လမ်းညွန်လည်းရှိနေတယ်ဘာလို့တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲရောက်အောင်မသွားတော့မရောက်တာပေါ့ဟုတ်လားစာကပုံနာမေးတဲ့စကားကနိဗ္ဗာန်ကပဲတကယ်မရှိလို့လို့ဟုတ်လားနိဗ္ဗာန်ရောက်ကြောင်းလမ်းကပဲလွဲနေလို့လို့ဖះလမ်းညွန်တာကပဲလိုနေလို့လို့သူကအဲ့လိုလေးသူ့ရဲ့စကားကအဲ့လိုမျိုးအစွန်းနည်းနည်းလေးညှိနေတာမရှိဘူးလားရှိတယ်မြတ်စွာဘုရားပြန်ပြီးတော့သူ့ကိုမေကုန်းထုတ်ပြီးတော့နော်အဖြေပေးလိုက်တာအလွန်မှနော်အဝင်ခွင်ကြလာတယ်လို့မဆိုနိုင်ဘူးလားရာဇဂိုမျိုးကြီးလည်းထင်ရှားရှိတယ်ရာဇဂိုမျိုးကိုသွားတဲ့လမ်းလည်းထင်ရှားရှိတယ်လမ်းကိုကျွမ်းကျင်စွာညွှန်ပြနိုင်တဲ့လမ်းညွှန်လည်းထင်ရှားရှိနေပါလှဲ့ကင်နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲဒါပဲเนาะအဖြေကဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့ယောဂီများလည်းပဲ
နိဗ္ဗာန်ဟာထင်ရှားရှိတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့လမ်းသတိပဋ္ဌာန်လမ်းမဂ္ဂင်၈ပါးလမ်းဟာလည်းထင်ရှားရှိနေတယ်ဟုတ်လားအဲ့ဒီလမ်းကိုကျွမ်းကျင်စွာညွှန်ပြနိုင်တဲ့မြတ်စွာဘုရားလည်းထင်ရှားရှိနေတယ်လို့ပဲဆိုရမယ်ဒါမြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတွေဟာမြတ်စွာဘုရားရဲ့ကိုယ်စားမြတ်စွာဘုရားငါပရိနိဗ္ဗာန်စံပြီးလို့ရှိရင်ငါရဲ့ကိုယ်စားငါဟောထားတဲ့တရားတွေဟာငါကိုယ်စားပဲလို့ပြောခဲ့တာမရှိဘူးလားအဲ့ဒီဒေသနာတွေဟာဘုရားပဲလို့ပြောမယ်ဆိုရင်တင်စားပြီးတော့ကွယ်ဝိုက်ပြီးတော့ပြောမယ်ဆိုပြောလို့မရဘူးလားရတယ်ဟုတ်လားအဲ့ဒါလို့နိဗ္ဗာန်လည်းရှိတယ်နိဗ္ဗာန်ရောက်ကြောင်းလမ်းလည်းရှိတယ်လမ်းညွန်တဲ့ပုဂ္ဂိုလ်လည်းရှိနေတယ်ရောက်မရောက်ဆိုတာကတော့ဘု து ပေါ်မှာမူတည်မှာတော့သွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမူတည်လိမ့်မယ်ဒါကြောင့်ဒီတရားလေးကိုဘုံဘုံကတရားစခန်းနောက်ဆုံးနေ့မှာပြောပါတယ်ဟုတ်လားပြောကြတာတွေအားလုံးကိုပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်နော်ဘုံဘုံတို့တွေဟာတကယ်စင်စစ်ဉာဏ်နဲ့အသေးစိတ်တွေးကြည့်မယ်ဆိုရင်ခရီးသည်တွေဆိုတာမထင်ရှားဘူးလားတဘဝပြီးတဘဝသွားနေကြတယ်ဒီတဘဝမှာလည်းပဲတစ်နှစ်ပြီးတစ်နှစ်တစ်လပြီးတစ်လတရက်ပြီးတစ်ရက်တစ်နာရီပြီးတစ်နာရီစိတ်စီစီတွေးကြည့်တစ်မိနစ်ပြီးတစ်မိနစ်တစ်စက္ကန့်ပြီးတစ်စက္ကန့်ပိစုပန်တိုင်းကိုထားခဲ့ပြီးတော့နော်ကာစီရင်နဲ့လမ်းဘေးဝဲရမှာရှိတဲ့ရှုခင်းတွေကိုရိပ်နဲ့ထားခဲ့ပြီးတော့သွားနေတယ်လို့မျိုးဘဝခီးကိုဘာလို့သွားနေတယ်အပီးပိုင်ထားခဲ့ပြီးတော့သွားတာနော်ဘယ်တော့မှပြန်လဲမတွေ့ရသောခွဲခွာခြင်းဖြင့်အတွေ့အကြုံတွေကိုခွဲခွာခဲ့ကြရတယ်ဘယ်သွားနေတာတော့အနာဂတ်စီလို့တင်စားပြောရမယ်ပိစုပန်တိုင်းအတွေ့အကြုံတွေကိုတွေ့ကြုံရင်းနဲ့ဘုံဘုံတို့သွားနေကြတယ်ဟုတ်လားလမ်းတိုင်းမှာသူပန်းနိုင်တဲ့သူမရှိဘူးလားရှိတယ်လမ်းကအကြံဉာဏ်ဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘယ်နှမျိုးရှိတော့6မျိုးမကောင်းတဲ့လမ်း3မျိုးကောင်းတဲ့လမ်းက2မျိုးလွတ်မြောက်ကြောင်းလမ်းက1မျိုးသာသနာနဲ့တွေ့တဲ့အခိုက်အတန့်မှာဘုန်းတို့ဘယ်လမ်းကိုရှောက်ဖို့ကြိုးစားကြမှာတော့လွတ်မြောက်လမ်းကိုရှောက်ဖို့ကြိုးစားကြမယ်အဲ့ဒီလွတ်မြောက်လမ်းကိုရှောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လည်းပဲယောဂီတို့9ရက်တာတရားစခန်းပွဲကိုလာရောက်ပြီးတော့ကြိုးစားအထောက်ကြတာလို့ဘုံဘုံကယုံကြည်ပါတယ်ဟုတ်လားအဲ့လိုလမ်းကိုရှောက်ပြီးဆိုရင်ပန်းနိုင်ကိုရောက်မရောက်ဆိုတာကဘယ်သူပေါ်မှာမူတည်မှာတော့ယောဂီတို့ပေါ်မှာပဲမူတည်လိမ့်မယ်နိဗ္ဗာန်ဟာထင်ရှားရှိတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့လမ်းဟာလည်းထင်ရှားရှိတယ်နိဗ္ဗာန်ကိုရောက်ဖို့အတွက်လမ်းညွန်သူမြတ်စွာဘုရားကလည်းထင်ရှားရှိတယ်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဘုန်းဘုန်းတို့တွေရောက်မရောက်ဟာကိုယ့်ပေါ်မှာပဲမူတည်တယ်ကနကမောက္ကလနာသုတ်တံတဲ့ငါရဲ့သာသနာငါအဆုံးအမမှာလည်းပဲသိက္ခာစဉ်လုပ်ငန်းစဉ်ဟာအစီအစဉ်တကျရှိနေတယ်ဆိုပြီးတော့အဲ့ဒါကိုလည်းမမေ့နဲ့နော်နံပါတ်1ပါဟောတော့သီလပြီးတော့အိန္ဒိယ6ပါးကိုစောင့်ကြည့်ရမယ်ပြီးရင်အစာအာဟာရမှာအတိုင်းရှိသိရမယ်ပြီးရင်နိုးကြမှုရှိရမယ်ပြီးရင်တတိတမခြင်းတရားလက်ကင်ထားရမယ်ပြီးရင်စိတ်ငြိမ်ရာရမှာရှင်းကပ်ပြီးတော့နေနိုင်ရမယ်ပြီးရင်ဘာဝနာတရားတစ်မျိုးမျိုးကိုပွားများအားထုတ်ပြီးတော့ဇန်တရားတွေမတရားဖို့တရားတွေရအောင်ကြိုးစားရမယ်အစီအစဉ်တရားသွားတာနော်ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သည်မြတ်စွာဘုရားဆုံးမထားတဲ့နော်သိက္ခာစဉ်လုပ်ငန်းစဉ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်လမ်းစဉ်တွေကိုအစီအစဉ်ကြရှောက်လှမ်းပြီးတော့နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုနော်အရောက်လှမ်းနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း